ကိုချီးမွမ်းပါတယ်ကျွန်တော်ဒီနေရာကိုတော့တော့ငါ့ကိုဒုတိယအချိန်တော့နော်ပထမတစ်ခါတော့automatic worship လို့ကကျွန်တော်တော့တင်ကြားဖို့ဒီရပါတယ်အဲ့တော့ဒုတိယအချိန်တော့ဒီမှာရှိတဲ့ပုံမှန်ပါရဲ့တော့ကိုဒီနာကိုပြင်ပြီးတဲ့ဒါတွေမှာကိုချီးမွမ်းလို့ပြည့်တဲ့ပုံမှန်ပါရဲ့ဒီကျေးဇူးတင်ပါတယ်ဆရာမကတော့ပြောပါတယ်ဒီမှာဒီ season မှာလူကတော့ပထမဒီကျတော့နေတဲ့လူပဲဒါပေမဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အတင်းတော်မှာရှိတဲ့လူအပြည့်ဒီပါလို့ရှိအပြည့်ဒီပါလို့ကြောတော့တော့အဲဆိုတင်းတော်ဆောက်လို့ဒီအဲ့တော့ဒါပေမဲ့လူကတော့တရားကိုဘိုးကွယ်တဲ့ခါမှာလူဘယ်လောက်များလဲဆိုတဲ့အရာပေါ်မှာခြေနဲ့ရှိအဲ့ဒီအရာပေါ်မှာကိုယ့်ရဲ့အတင်းတော်အောင်မြင်ခြင်းကိုတိုင်းတာလို့ရှိတယ်။ဘုရားကတော့ဒီနေရာမှာလူဘယ်လောက်များရှိတယ်လဲဆိုတာစိတ်ဝင်စားတယ်။ဒီနေရာမှာရှိတဲ့လူဘယ်လောက်များနဲ့သူအလုပ်လုပ်လို့ရတယ်ဒါပဲစိတ်ဝင်စားတယ်။အာမင်။တင်းဒီလူနည်းစုဖြစ်တော်ညာလဲဘုရားကအလုပ်လုပ်လို့ရတယ်လူနည်းစုဖြစ်ပါစေ။အာမင်။ဘုရားကအလုပ်လုပ်လို့ရတဲ့လူထောင်တောင်းများစွာချက်ဘုရားကအလုပ်လုပ်ရတဲ့လူတစ်ယောက်နဲ့3ယောက်ဘုရားကိုစိတ်ဝင်စားတယ်။အဲ့တော့ဆရာကြီးဘာပြောလို့လဲဆိုတော့များတယ်လူအများကြီးရှိတာကိုသိပြီးတော့မှခွာမရမယ်တဲ့တင်းတိုင်းဆိုလည်းဒီလိုများတယ်ပြောရတယ်ဟုတ်တာဒီတိုင်းလို့နေနော်တင်းတိုင်းမှာမြန်မာလူပြောမယ်ဆိုရင်စီကားအဲ့ရက်နေမှာဆိုရင်ဒီစီကားနော်စိတ်အောင်ဆိုရင်ကြည့်လို့ဟလာဟိုတယ်တွေမှာဆိုရင်သိပြီးတော့မှလူရှိဘူးစိတ်အောင်ဆိုရင်လူများတယ်ရေစကားဆိုလူများတယ်ထောင်နေဆိုရင်သက်ဆောင်နေဆိုတော့ဆေးရုံမှာရှိတဲ့လူနေရာ300ကိုစိတ်ဝင်စားမလားဒါမှမဟုတ်စစ်တပ်ထဲမှာရှိတဲ့လူ20 30ကိုစိတ်ဝင်စားမလားဆိုရင်တကယ်လို့လို့ရတာစစ်တပ်ထဲမှာရှိတဲ့လူ20 30တွေချက်ခံနေတဲ့သူအစစ်အဖြစ်တဲ့လူလေ့ကျင့်ပြင်ဆင်ပြီးဆောက်ထားတဲ့လူကသာလေရန်သူကိုတိုက်ခိုက်နေတာဖြစ်အာမင်ဒါကြောင့်ဒီနေရာမှာရှိတဲ့လူတွေကလူနည်းစုဖြစ်တော်ညာလေဖျားသခင်ရဲ့ကိုကြီးတွေဖြစ်နေဆိုရင်ဖျားရဲ့ဘုန်းတော်ကိုသင်ရှားစေတဲ့လူနည်းစုဖြစ်ပါလိမ့်အာမင်ဟာလေလုယာဒီနာကိုပြောလိုက်ပါသင်ဒီဘုရားကအလုပ်လုပ်လို့ရတော့သူဖြစ်ပါစေ။ဒီဘုရားကအလုပ်လုပ်ရတော့သူဖြစ်ပါစေ။အဲ့တော့သမိုင်းကိုကြည့်လိုက်မယ်ဆိုရင်သင်တော်ရဲ့သမိုင်းပဲဖြစ်ဖြစ်အဲ့ဒါကျမ်းစာရဲ့သမိုင်းပဲဖြစ်ဖြစ်ကြည့်လိုက်မယ်ဆိုရင်ဘုရားကသမိုင်းကြောင်းတွေကိုမှောက်လံပြဖို့နော်လူအများကြီးကိုသူဆုံးပြတယ်တရားစီတယ်ဘုရားကြီးခေါ်ထုတ်ပြီးတော့မှတိုင်းနိုင်ငံတွေမှာမှောက်လံဖြစ်ခဲ့ဖြစ်ဒါကြောင့်သင်ဒီအဲ့ဒီလိုဘုရားသခင်တုံးလို့ရတဲ့ကြောက်တော်သူဖြစ်မယ်ဆိုရင်တန်ပေါင်းများစွာသောသူတို့ကိုလွတ်မြောက်စေလို့ဖြစ်တယ်။မောရှေလိုလူပြောက်ဘုရားကြီးဆက်ထုတ်လို့ရသွားတဲ့အခါမှာအဂုတ်တုပြည်မှာဂျုံဖြစ်နေတဲ့ဣသရေလလူတန်းနဲ့ချီတော့မှဘုရားသခင်ကသူ့အဖြစ်လွတ်မြောက်စေတယ်။ဣသတာလိုလူမျိုးတယောက်ကိုဘုရားသခင်တုံးလို့ရသွားတဲ့အခါမှာမချခင်မှာအသက်ခံရတော့မယ်မျိုးတုံးတုတ်တင်ခံရမယ်ဣသရေလလူမျိုးတွေကိုပါရှန်အင်ပါယာထဲမှာဘုရားကလွတ်မြောက်စေပြီးပေးနိုင်တယ်။ဒါကြောင့်သင်ဘုရားရဲ့ခေါ်ထုတ်ပြီးမှအသုံးပြုလို့ရတဲ့လူနည်းစုဖြစ်ပါစေ။အဲ့ဒါကိုဘုရားကိုစိတ်ဝင်စားတယ်။အာမင်။အဲ့တော့မြန်မာပြည်ကိုဆရာကြီးတန်လာတဲ့အခါမှာလည်းဆရာကြီးတန်ကဟလားတမကြီးချီပြီးတော့မှ missionary လာလို့တော့မဟုတ်ဘူး။သူမိသားစုနဲ့သူလုပ်ခဲ့တဲ့အလုပ်ကိုကြည့်လိုက်အဲ့ဒီချိန်မှာတော့ဘယ်သူမှတော့စိတ်ဝင်စားလိမ့်မယ်မထင်ဘူး။နော်သူနဲ့သူပဲစိတ်ဝင်စားတယ်။ဒီနေ့ကလိုမျိုးလား evangelist Jackson ဆိုပြီးတော့မှဆိုင်ဖို့ကြီးထောင်ပြီးတော့မှနာယောဂရင်းနေဆိုအဲ့ဒါလူပေါင်းရှိဟိတ်ပြီးတော့မှသူလုပ်လို့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာသူကဘလို့မှ popular ဖြစ်တဲ့တရားဟောဆရာဖြစ်ခဲ့မှာမဟုတ်ဘူးဒါပေမဲ့သူ site ပြောခဲ့တဲ့ဒီလိုစိအဖြစ်ဒီနေ့ကျွန်တော်တို့ဖြစ်နေတာဖြစ်အာမင်ဒီမှာရှိတဲ့တန်းနဲ့ချီပြီးတော့မှသူဘာသာပြန်ထားတဲ့စာအုပ်ကိုကန်ပြီးတော့မှဘုရားရဲ့နာမည်တွေအရာကိုနားလည်ပြရနေတာဖြစ်ဒါကြောင့်အဲ့ဒီတရားကိုရှောင်တော့တင်းဒီဘုရားကတုံးလို့ရတဲ့တယောက်ဖြစ်နေဆိုရင်တိုင်းနိုင်ငံကိုမှောက်လာနိုင်တယ်ဖြစ်လာတယ်။အာမင်။လူမျိုးတွေကိုပြောင်းလဲစေသူလွတ်မြောက်စေတယ်ဖြစ်လာတယ်။ဒါကြောင့်ဉာဏ်ငါဟာစေယုံမှာရှိနေတဲ့ဟလား drip ချိတ်နေရတဲ့လူအများကြီးတွေကလူတယောက်မဟုတ်ဘူး။ဟလားဟာအချိန်လုံးအားပေးပါအောင်အားပေးတဲ့သိခိုင်းတယ်အားပေးရတော့မရှိဘူး။နော်ကျော်ပြရင်ကအားပေးတဲ့ဆရာကြီးစူတောင်းပေးပါအောင်ဆိုတာကလုံးနေတဲ့စက်ကလည်းပြောနေတယ်နော်အဲ့တော့ဒီနေ့ကိုကိုပြန်မေးကြည့်ပါငါအားပေးခြင်းနဲ့တောင်းတနေတဲ့သူကမှမဟုတ်သူများကိုအားပေးဖို့ရန်သူကိုတိုက်ခိုက်ဖို့ဆင်တဲ့ဖြစ်နေတဲ့ဖခင်ရဲ့သားလားဆိုတာကိုကိုစစ်စစ်ဖို့လုပ်ပါအာမင်အဲ့တော့ကျွန်တော်တို့အတင်းတော်တော်များများမှာcollege ရဲ့အတင်းတော်တော်များများမှာတော့
ကျွန်တော်လာပြီဆိုရင်လည်းလမ်းဆိုတော့ကျွန်တော်လည်းဟောက်တာများအဲ့တော့ကျမ်းစာမှာကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်မတွေ့ရလဲဆိုဘုရားပေးတာအဓိကအပြင်တစ်ခုရှိတယ်တစ်ခုကပါလဲခွန်အားပေးနော်ခွန်အားပေးရဲ့ဒုတိယတစ်ခုကပါသင်ခန်းစာပေးတေချာတာကတော့သင်ခန်းစာဆိုတာကတော့ပြောစရာကောင်းတဲ့အတွေ့အကြုံကနေလာလိမ့်မရှိဘူးနော်ငါဒီနေ့ happy ဘောမှာသွားဆိုတာပြောလိုက်တာသင်ခန်းစာကိုကြားခဲ့တယ်ဒါမျိုးသိမရှိဘူးနော်ဟလားကာယံမောင်းပြောတာတိုက်ပြီးဆိုရင်အဲ့ကမှကာမြင်မောင်းစရာညံမောင်းအနေရှိတဲ့သင်ခန်းစာကိုရတယ်အဲ့တော့ဘုရားရဲ့လူတွေရဲ့အချဆင်းမှုတွေကိုဘုရားခင်ကကျမ်းစာထဲမှာထည့်ထားခဲ့တယ်ဆိုတာကျွန်တော်တို့သင်ခန်းစာပြီးဖို့ဖြစ်တယ်ဘုရားလူတွေရဲ့အောင်မြင်ရေးကိုကျမ်းစာထဲမှာပြထည့်ထားခဲ့တယ်ဆိုတာကျွန်တော်တို့ခွန်အားပြီးဖို့ဖြစ်အဲ့တော့ဝိညာဉ်တော်ကကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာအလုပ်တစ်ခုလုပ်အဲ့တော့နားလည်မလွယ်ပါနဲ့တရားရဲ့မျက်မှောက်တော်ထဲမှာအနုလက္ခဏာရှိတာလို့မရရှိတချို့တွေအဲ့ဒါကိုလက်ခံဖို့ခက်လိုက်တယ်ဘာရှိတယ်လဲလို့ပြောမယ်ဆိုရင်တင့်ထဲမှာဘုရားမလို့ချင်တဲ့မလို့တတ်တဲ့ဘုရားသုံးလို့မရတဲ့အရာရှိဘုရားအဲ့ဒါဘာလို့လဲဆိုရင်နှုတ်ပြဖို့ဖြစ်တယ်အာမင်အဲ့ဒီအရာကိုအနုမခံရတဲ့တင့်ထဲကိုဘုရားထည့်ခြင်းတဲ့အရာကိုအောက်ထည့်ခံလို့မမျှော်လင့်ပါကျွန်တော်တို့ယေရုရှလင်ဗိမာန်တော်ကြီးကိုကျွန်တော်တို့မြင်ရပြီအဲ့ဒီဗိမာန်တော်ကြီးမဆောက်ခင်တိဆောက်ခြင်းဆိုတဲ့အရာမလာခင်မှာနှစ်ပေါင်းများစွာရှစ်ကိုပြန်ကြည့်လိုက်ရင်ယေရီခေါမြို့ကိုပြိုကျခြင်းဆိုတာရှိဘုရားခင်ကယေရုရှလင်ဆိုတဲ့ဘုရားခင်ရဲ့အချမ်းစီရှိတဲ့ဗိမာန်တော်ကြီးတင့်တယ်ခန္ဓာပြီးတော့မှဘုရားခင်ရဲ့အချမ်းစီကိုနားလည်စေနိုင်တဲ့ဗိမာန်တော်ကြီးကိုမတိဆောက်ခင်မှာအရင်ဆုံးဖြိုဖျက်ရတဲ့ဘုရားရှိတယ်အဲ့ဒါဘာလဲဆိုရင်ယေရီခေါမြို့ကိုဖြစ်ယေရီခေါမြို့ကိုမပြိုဘဲနဲ့ယေရုရှလင်ဗိမာန်ကိုတိဆောက်လို့မရဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားဖြိုဖျက်ဖို့လိုအပ်တဲ့အရာရဲ့ရှိအဲ့ဒီအရာတွေကိုဖြိုဖျက်ခံရပဲဘာဖြစ်လဲဘုရားကျွန်တော်တို့ကိုတိဆောက်ပေးခြင်းတဲ့အရာတွေကိုတိဆောက်ပေးခြင်းခံရဖြစ်တယ်အာမင်ဒါကြောင့်ဝိညာဉ်တော်ကနားလည်မလို့ရတယ်ဝိညာဉ်တော်ကတင့်အထဲမှာတိဆောက်ခြင်းကိုမလုပ်ရင်တင့်အထဲမှာရှိနေတဲ့ခံခန့်နဲ့စာရန်စောက်ထားတဲ့မျိုးရိုးမျိုးပြတွေကိုနှုတ်ပတ်တော်နဲ့မလုပ်နဲ့ခြုံချပြတယ်အာမင်ဒါကြောင့်တင်ဒီဘုရားဖြိုချရင်လည်းတင်ကောင်းဖို့ပဲဖြစ်တယ်ဆိုတာကိုမှတ်ထားပါဘုရားကတိဆောက်ခြင်းတွေလည်းတင်ကောင်းဖို့ပဲဖြစ်တယ်မျက်မှောက်တော်ထဲမှာအနုလက္ခဏာလည်းရှိတယ်အပေါင်းလက္ခဏာလည်းရှိတယ်ဘုရားကမလို့ခြင်းတဲ့တဲ့ထဲမှာနေရာပေးထားတဲ့အရာတွေကိုဘုရားကနှုတ်ပြမှာဖြစ်တယ်လို့တဲ့ထဲမှာအရင်တော့မရှိတဲ့သူ့ရဲ့ဇေယျလက္ခဏာသူ့ရဲ့အရေးချင်းအစွမ်းတတိတွေကိုဘုရားကပေါင်းထည့်ပြီးမှဖြစ်တယ်ဒီမိတွေကတဆရနဲ့မလဲအပေါင်းတဆရနဲ့ဆိုပြီးရင်နာမရှိနိုင်ဘူးအနှုတ်နဲ့အပေါင်းနဲ့တွဲပြီးတော့မှလွတ်ပြီးတော့မှမိနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာပေါင်းကောင်းတာလည်းပေါင်းမကောင်းတာလည်းပေါင်းဟလားဟုတ်တာလည်းပေါင်းမဟုတ်တာလည်းပေါင်းဘုရားကြီးကြိုက်တာလည်းလုပ်ဘုရားကြီးမကြိုက်တာလည်းလုပ်ဆိုရင်ဘယ်တော့မှအလင်းမဖြစ်ဘူးဒါကြောင့်ဘုရားကြီးကျွန်တော်ရဲ့အသက်တာထဲမှာသူအလုပ်လုပ်တော့မယ်ဆိုရင်ကိုတော်နှုတ်ရှင်တဲ့အရာမှန်သမျှကိုတော်နှုတ်ပါလို့ပြင်ပြီးတော့လို့တယ်ကိုတော်ဖြိုဖျက်ရှင်တာမှန်သမျှဖြိုဖျက်တစ်ပါလို့ကျွန်တော်တို့အပြင်ပေးတတ်ဖို့လို့တယ်အဲ့ဒီလိုနှုတ်ပြီးမှအဲ့ဒီလိုဖြိုဖျက်ပြီးမှဘုရားကကျွန်တော်တို့ထဲမှာပေါင်းထည့်ပေးခြင်းတဲ့အရာကိုပေါင်းထည့်ပေးပြီးတိဆောက်ပေးခြင်းတဲ့အရာကိုတိဆောက်ခြင်းအပြင်ဘုရားဘုရားထင်ရှားမှာဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဘုရားရဲ့အလိုတော်ထဲမှာရှိတဲ့ကြီးထွားခြင်းနဲ့ပတ်သက်ပြီးကျွန်တော်သိချင်ရအောင်နော်အဲ့တော့ခက်ချမ်းချမ်းမိဖို့တစ်ခုကိုကျွန်တော်ဘေးကမေးနေချင်တယ်ဘေးကမေးလိုက်တာတင်ပါအောင်လဲလို့ပြောဘေးကမေးလိုက်တာဟောလေဟာလေအဲ့တော့ဘာဖြစ်ရမှမသိဘူးဘယ်သူမှလည်းအဖြစ်ရတယ်မရှိဘူးနော်ဒီမေးဖို့မျိုးလည်းဘယ်သူဘယ်ဆရာမှလည်းမေးခိုင်းမှာလည်းပို့ပါတော့လူမိုက်မျိုးဘေးနာကဒုက္ခကြီးမေးတဲ့လူတို့ဘာလို့လဲအဲ့တော့ကျမ်းစာကိုဖတ်တဲ့အခါမှာယေဇချေလမှာပြီးရင်ဒါလေးကျမ်းထဲမှာမျက်နှာလေးခုတရားဝါ၄ပါးကိုကျွန်တော်တွေ့ရပါတယ်ခရစ်ဝင်ကျမ်းလေး၄ခုရှိတယ်အဲ့ဒါလေးအားလုံးကဘာကိုပြလဲဆိုရင်အဲ့ဒီမျက်နှာလေးခုတရားဝါ၄ပါးဘာကိုပြလဲဆိုရင်နွားမျက်နှာခြေသေးမျက်နှာလေးရုံမျက်နှာနဲ့လူမျက်နှာဖြစ်တယ်အဲ့တော့ဒီ၄ခုစလုံးကဘယ်သူ့ကိုပဲရည်ညွှန်းပြီးတော့မှပုံဆောင်နေလဲဆိုရင်ခရစ်တော်ယေကြီးပေါ်မှာလူစားပြီးခမဲ့ယေရှုခရစ်တော်ရဲ့ဖြစ်ရင်၄ခုဖြစ်တယ်ယေရှုခရစ်တော်ဒီအစေခံကဲ့သို့ဟလားနွားရဲ့တန်နဲ့ဖျားခိုင်းမြတ်ကိုအစေခံပြီးတော့ချက်ချင်းမဆိုင်မကွာလုပ်တဲ့အစေခံရဲ့တန်ကိုဆောင်တယ်လို့ကျမ်းစာကပြောပါသူဒီဟလားနွားရဲ့တန်ကိုယူဆောင်ပြီးရင်ယူရမျိုးချင်းတဲ့
ရဲ့အခွင့်အာဏာနဲ့ယူဒမျိုးကိုကွဲကာသူယူဒမျိုးရဲ့ရှေ့မှာမရက်သူယူဒမျိုးကိုဟလာလုံခြုံစေသူလွတ်မြောက်စေသူအခွင့်အာဏာကိုကိုစားပြုတဲ့ရှင်သေအနေနဲ့ရှင်သေဆိုတာကလေခဏအော်စရာမလိုရှင်သေတစ်ချက်ခေးရဲ့တော့တစ်ခုလိုနေပါအဲ့တော့ယေရှုခရစ်တော်ဒီနွားတန်ကိုဆောင်ယူပြီးယေကြီးပေါ်မှာအသက်ရှင်ခဲ့တယ်လို့ပဲကျွန်တော်ရဲ့အသက်တာထဲမှာရှင်သေအနေနဲ့သူဒီကျွန်တော်တို့ကိုလုံခြုံမှုပေးတဲ့အခွင့်အာဏာနဲ့ပြည့်စုံတဲ့ဘုရင်တစ်ပါးအနေနဲ့လည်းယေကြီးပေါ်မှာအသက်ရှင်ကြတယ်နောက်တစ်ခုလူရှင်လူကပြောကြယေရှုခရစ်တော်ရဲ့လူသားဖြစ်တယ်ယေရှုခရစ်တော်ဒီဝမ်းနဲ့တဲ့ယေရှုခရစ်တော်လူသားအနေနဲ့ဟလာအရာတသိန်းကိုကျွန်တော်တို့နဲ့ထပ်တူထပ်များဖြတ်တန်းတွေ့ကြုံပြီးခံစားခြင်းအပြင်ကျွန်တော်တို့ရဲ့ခံစားချက်တွေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကျွန်တော်ရဲ့နာကျင်မှုတွေကိုနားလည်ပြီးတော့မှအဲ့ဒီနားထောင်ခြင်းအကျိုးကြောင့်ကျွန်တော်တို့ကိုပြန်ပြီးတော့မှသင်ပေးပြီးကျွန်တော်တို့ကိုပြန်ပြီးတော့မှပုံသက်ပြီးပြပြီးတယ်ဒီနွားရဲ့ရှင်သေးတွေလူတွေကမြေကြီးပေါ်မှာသွားလာတဲ့သဘောတွေဖြစ်တော်ညာလဲရှင်ကကိုယ်ဝင်ချမ်းကတော့အဲ့ဒီကိုယ်ဝင်ချမ်း၄ချမ်းထဲမှာရှေ့က၃ချမ်းနဲ့မတူဘဲနဲ့ခြားနာတဲ့ perspective အမြင်ကိုပြအဲ့ဒါရှင်နေတဲ့လေးုံကမြေကြီးပေါ်မှာမနေဘူးလေးုံကခဏနေမှာလည်းမပြန်ဘူးလေးုံကအမြင့်ဆုံးမှာပြန်နေနှက်ဖြစ်တယ်လို့လေးုံကကြောက်တောင်မှနေတယ်လေးုံကတကောင်နဲ့ရှိရင်လည်းအင်မတန်မှသူဟာရဲရဲနဲ့တက်တော်ဖြစ်တယ်ပြီးအမြင့်ကနေတော်ရုံတိုင်ရောအောက်မှာအင်မတန်ကြီးမားတဲ့အရာတွေအမြင့်ကနေချိပြီးတော့မှသူဟာမြင်ဝင်ကျင်တဲ့ရှင်းရှင်းလေးလေးမြင်နိုင်တဲ့ကောင်းကင်အမြင်ရှိတော့တတ်တော်ဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကခြေရောကပြုဝင်ကျမ်းထဲမှာကျတော့ခြေကပြုဝင်ကျမ်း၃ခုလို့ဟုတ်လား miracle အကြောင်းဟလာနာနမိတ်လက္ခဏာတွေအကြောင်းတရားဟောခြင်းအကြောင်းတွေအကြောင်းကိုအဓိကပြောနေတယ်။သူဟာခမဲတော်နဲ့တလုံးတော့ရတယ်ဖြစ်တယ်။ခမဲတော်စီမှာမြင်သမျှကိုပြုတယ်။ခမဲတော်စီမှာချားသမျှကိုပြောတယ်။ခမဲတော်နဲ့သူနဲ့ကိုယ်ွယ်ခြင်းအကြောင်းဆိုရင်ကျွန်တော်ရှင်ရောကနေမှာပဲမြင်။အဲ့တော့ရှင်ရောကပြုဝင်ကျမ်းကမြေကြီး perspectiveနဲ့တွားတာပဲနဲ့ကောင်းကင် heaven အမြင်ကောင်းကင်အမြင်နဲ့တွားတဲ့ယေရှုခရစ်တော်ရဲ့လင်းရုံဖြစ်တယ်ပြ။အဲ့တော့ယေရှုခရစ်တော်ရဲ့ဘာလဲနဲ့ကျွန်တော်ရဲ့အသက်တာကိုရှုထောင့်တွေကိုမြင်စေခဲ့တယ်ဆိုရင်တော်ပါရနဲ့ဟုတ်လားယေရှုခရစ်တော်ဒီငါးကဲ့သို့အစီအစဉ်ယေရှုခရစ်တော်ဒီချင်းသေးကဲ့သို့အခွင့်အာဏာနဲ့သူ့ရဲ့လူစုကိုပွဲတာယေရှုခရစ်တော်ဒီလူကဲ့သို့ကျွန်တော်နဲ့ထပ်တူခံစားအသက်ရှင်ပြီးတော့မှကျွန်တော်တို့ကိုပုံသက်ပြပြအဲ့လိုပဲယေရှုခရစ်တော်ဒီဒီရှိပေါ်ကလူတွေလုံးဝနားလည်နိုင်တဲ့ဘလို့မှမမြင်နိုင်တဲ့ဇာတိလူတွေဘလို့မှပိုင်းခြားမသိနိုင်တဲ့အရာတွေကိုသိနားလည်တဲ့တရားရဲ့အမြင်နဲ့အသက်ရှင်တော့ရွှေလေးရုံပဲလို့တော့အသက်တာကျွန်တော်တို့ကအသက်ရှင်ကြတယ်အဲ့တော့ဆောဆောမြေဝင်အတိတ်တွေကိုနည်းနည်းတော့သဘောပေါက်စားပြုမယ်လို့ထင်တာနော်တင်ပါမှာပဲဒါမှပြီးသေးဘူးအဲ့တော့ဒီနေ့ကျွန်တော်တို့ကိုတရားကတော်တင်တဲ့အခါမှာကြားလာတဲ့အခါတင်ကြည့်လိုက်ပါဟလားရစ်ကောင်တွေပြောမယ်ဆိုရင်ရစ်တွေကအရင်တော့ဟလားဓမ္မဟောင်းကြားထဲမှာဘုရားကိုရစ်ပူဇော်ရမယ်ဆိုရင်အကောင်ပလောင်နေတဲ့ပူဇော်ရတယ်ဖြစ်တယ်အဲ့ဒီလိုပဲကျမ်းစာထဲမှာယုံကြည်သူကိုဘုရားကစကားပြောတဲ့အခါမှာအကောင်လေးတွေနဲ့နိုင်ပြီးပြောတာနော်ပညာရှိအကြောင်းပြောမယ်ဆိုရင်လူကိုကြတော့တုတ်တယ်6ထဲမှာလူပြင်းလူကိုဘယ်လိုပါလူပြင်းချင်းလူပြင်းဘယ်ရစိတ်ကြတော့ပညာရှိတရိစ္ဆာန်ကိုပညာရှိလို့ပြောပြီးတော့လူကိုကြတော့မပြင်းနော်ဖျားတော့ကြီးတယ်ဟလားတော်တော်လေးကိုပြင်းတယ်စကားပြောရင်ပြတ်နော်ချော့ချက်ပြီးတော့မှသူဟာပွင့်ဝက်ပြီးပြောမလို့အဲ့တော့ပညာရှိလို့ဖြစ်ပါလို့ဘုရားပြောတဲ့အခါမှာတုတ်တန်ချမ်းထဲမှာဟလာပညာရှိ၄ပါးရှိတယ်ပရွဲစိတ်ဆိုတာရှိတယ်ယုံခြားပိုင်းယုံဆိုတာရှိတယ်အိမ်ပြောင်ဆိုတာရှိတယ်ကျိုင်းကောင်ဆိုတာရှိတယ်ခရစ်တော်တော်များများဒါတွေကိုသိစိတ်ဝင်တော့ဘာအောင်နေလဲအကောင်ဘလောင်နဲ့သိစိတ်ဝင်တော့ပြီးရင်အကောင်ဘလောင်ဆိုရင်လည်းကကြီးကြီးမားမားလေးသိစိတ်ဝင်တာနော်ဒီမမဘာဖြစ်ချင်လဲတော့ကောင်းကြီးပဲဖြစ်ချင်နော်ချင်းသေးဝါစီလာတော့ပါလို့လူကအများမော့ကြည့်နေရတာလည်းစိတ်ဝင်စားတယ်မော့ကြည့်ရမှထင်ကြည့်ရအဖေကကျွန်တော်တို့ကိုတင်ပေးတဲ့အခါမှာမင်းတို့မော့ကြည့်နေတိုင်းမော့ကြည့်နေရတဲ့အရွယ်စားရှိမှငါသုံးလို့ရတယ်မဟုတ်ဘူးပညာရှိတာမဟုတ်
ငါပြောတဲ့ပညာရှိတယ်ဆိုတာလူတွေမော့ကြည့်လို့မရတဲ့အနေအမှာရှိနေတဲ့အကောင်တင်းတင်းလေးတွေဟာငါရွေးချယ်တဲ့ပညာရှိတွေဖြစ်တယ်အာမင်အဲ့ဒါခါဒီကကျွန်တော်ကကိုတိမ်ငယ်တယ်ငါကပညာသေးတယ်ငါကဂုဏ်သေးတယ်ငါကချမ်းသာကြွယ်ဝမှုသေးတယ်နော်ကျွန်တော်ဘုရားပါတယ်လေအဲ့ဒီကောင်တင်းတင်းလေးကိုကြားတဲ့အခါမှာအကောင်သေးတယ်နဲ့အထင်ဒီအကောင်သေးတယ်နဲ့အထင်ဒီpero si no la pero si que seaကျွန်တော်အိမ်အောင်ဆိုတော့မှချိမရနော်အိမ်အောင်ကျွန်တော်လုံးဝချိလို့မရသူကလာပြောမှလားကိုအိမ်နဲ့ကိုပဲလာမြောက်နေတာအိမ်မြောက်လာကန်ဒါပေမဲ့ဗျာအဲ့အိမ်တော်အပြင်တော့တယ်တော့မှချင်ဆိုတော့ပြောနေတာကဗျာကအကောင်လေးတွေကိုတုံးပြီးတော့မှကျွန်တော်တို့ရဲ့ယုံကြည်သူယက်တည်မှုကိုဗျာကနားလည်စေချင်တယ်တင်ဘလို့အခြေအနေမှာရှိလဲတင့်ရဲ့ဝိညာဉ်ရေးရတာဘလို့အခြေအနေမှာရှိလဲဆိုတာကိုဘုရားကနားလည်စေအဲ့တော့အခုဒီနေ့တင်ခံစားရမယ်ဒီကြားရမယ်လောက်ွက်တော့ကိုကြားတဲ့အခါတစ်ကိုတင်ပြန်ပြီးမေးပါငါပါတော့ငါပါတော့တချို့တွေနားထဲမှာတော့ဟလာဒီဟာမကြားဘူးဆိုရင်တော့ငါပါတော့လဲဆိုတဲ့နေပုံကခမိုက်မိုက်နော်လက်လွတ်စပယ်စကားပြောလိုက်တယ်လို့ပဲထင်ကောင်းထင်တယ်တကယ်တော့ငါပါကောင်းတယ်လို့ပြောနေတဲ့အရာကကိုယ့်ရဲ့လက်ရှိဝိညာဉ်ရေးအအခြေအနေကဘယ်လိုအခြေအနေရှိကြလဲဆိုတာကိုဒီမေးခွန်းထုတ်တာဖြစ်တယ်ဒီနေ့ခရီးတော်တော်များများကကိုဘာကောင်းလဲကိုသိနော်ကိုဘာကောင်းလဲကိုသိအဲ့တော့ကျွန်တော်လူတိတဲ့မများတဲ့အကျမ်းပိုက်ကနေကျွန်တော်စပြီးတော့မှကျွန်တော်တို့စိတ်ရလူတိတဲ့နေတာနော်ဆာလာမဆက်တယ်လူချာအောင်သိနေနော်ဆာလာမဆက်တော့နော်မသိရတဲ့သိရှိဆာလာမဆက်တော့အငယ်တစ်ရန်ခလာခလာအလိုများတဲ့လူရှိလားမရှိရင်တော့ဆရာမစီမလက်တင်ရှိကောင်းပြီ deliverance ပဲလို့အဲ့ဒါကိုပြောနော်ဘာလို့တစ်မရတဲ့သူတွေစာလန်20အငယ်တစ်မရတဲ့သူတွေသင်ဟာ deliverance လို့စာလန်20အငယ်တစ်ကဘာလဲသာရပြားသည်ငါသည်အဲ့ဒါတစ်ချက်နဲ့သူကဖြစ်အဲ့တော့ကျွန်တော်ပြန်မြင်ကြည့်တယ်20ကိုအစအဆုံးမရရင်တော့ဒီကလေးတော့ရအောင်နော်ဘာလို့ဒီတော့ကန်ကြွမယ်ဆိုတာလေးကသိတာအဲ့တော့ကျွန်တော်မင်းရာခုကပါလဲဆိုရင်ဆာလန်73ဆိုတာကျွန်တော်ရဲ့ဆာလန်ပေါ့ဒါဝိရဲ့ဆာလန်ဖြစ်ဒါဝိရဲ့ဆာလန်သူ့ရဲ့ကိုယ်ပိုင် personal တခြင်းဖြစ်တယ်သူကကိုယ်တိုင်တရားနဲ့ဖြစ်တာပြီးတော့ကိုယ်တိုင်တရားနဲ့ပြည့်စုံပြီးတော့ကိုယ်တိုင်တရားနဲ့ပြည့်ပြခြင်းနဲ့ကိုယ်တိုင်တရားကောင်းတဲ့ခြင်းကိုနားလည်ပြီးတော့ရှင်ထဲကနေဝိညာဉ်ထဲကနေပြည့်စုံထဲကနေထွက်လာတဲ့စကားဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကသူ့လိုမဖြတ်တမ်းမဲနဲ့သူ့လိုမတွေ့ကြုံမဲနဲ့သူ့လိုဟလာမခံစားရမဲနဲ့သူ့လိုမပြတ်မခံရမဲနဲ့ကျွန်တော်လွယ်လွယ်လေး unique personalize လုပ်လို့ရအဲ့တော့ကျွန်တော်တို့ကဒီညာကိုတရားကစမ်းတာလည်းမှာဘာကြောင့်ထည့်ထားလဲဆိုရင်သင်ကိုအဲ့ဒါ personalize ဖြစ်စေချင်လို့ဖြစ်အာမင်ငါဆိုတဲ့နေရာမှာအဲ့ဒါဒါဝိကသူ့ကိုသူပြောတာဘလို့မှမပြောဘူးငါဒါဝပြားကြီးငါကြီးကိုဖြစ်တယ်ဒါဝပြားကြီးယာဝိကိုလည်းဖြစ်တယ်လို့ပြောနေတာထာဝရဘုရားသည်ဒါဝိဒ်ကိုဖြစ်တဲ့ဒါဝိဒ်သည်စေမခံရလို့ပြောတာဒါဆိုရင်သင်နဲ့အဲ့ဒီကျမ်းစာအဲ့ဒီစကားလုံးကသက်ဆိုင်သွားဖို့သင်ရဲ့ကိုယ်ပိုင်စာလံဖြစ်သွားဖို့ဆိုရင်သင်ဟာဒါဝိဒ်ကဲ့သို့အသက်တာရှိမှပဲသင်ဟာအဲ့ဒီကျမ်းပိုက်ကိုသင်ရဲ့ကိုယ်ပိုင်ဖြစ်နေသင်သုံးလို့ရမှာဖြစ်အာမင်အာမင်အဲ့တော့ပထမဆုံးဒီကျွန်တော်တို့ဘာကောင်းလဲဆိုတဲ့လေပုံကိုပထမဆုံးဖြေဖို့ကပထမဆုံးသင်ပါနားလည်တယ်တရားကကျွန်တော်တို့ယုံကြည်သူတိုင်းကိုတိုးလို့အာမင်တိုးတယ်အဲ့တော့ဒီမှာခရစ်ယာန်ဂိုင်းကိုရတဲ့ငါဒီစင်းရမခံရဆိုတော့ငါဒီစင်းရမခံရဘူးလို့ပြောနိုင်တဲ့တိုးတောင်ဖြစ်ဖို့ဆိုတာကဖျားကထိတ်နေတိုးဖြစ်မှာအဲ့ဒါပဲအဲ့တော့ယုံကြည်သူတွေကဒီချမ်းမိုက်ဒီချမ်းငါလေးငါကိုကားမောင်းလာလေးတဲ့ကြောက်တဲ့မောင်းထဲမှာမောင်းလို့ကြောက်လာတော့လေငါ20တော့ရွတ်ဒီချမ်းသာဆိုတာဂါထာမဟုတ်ဘူးစာရကိုချမ်းသာတော့ရွတ်ကြသူကတင့်ကိုပြန်ထောက်ပြလိုက်တယ်ဟဲ့ဟိုမှာကြံခဲ့သူပြောလို့ကျွန်တော်ကစာရကိုဂါထာတွေမန္တရားတွေရွတ်လို့ချမ်းသာရွတ်ပြီးတော့နေထုတ်ချင်တယ်မရဘူးစာရကချမ်းသာရွတ်တတ်တဲ့သူကိုမကြောက်ဘူးတော့ဘယ်တော့အထဲထဲမှာဖဲ့ပြီးအသက်ရှင်နေတယ်လို့ကြောက်တယ်။အဲ့တော့ယေရှုနဲ့တွေ့တဲ့အခါမှာစာနဲ့ကျမ်းစာကြောက်တာမကြောက်တာတော့ပြောမယ်။ယေရှုနဲ့တွေ့တဲ့အခါမှာသူကရွှေသွေးတွေမဂ
magazine ဖတ်ပြီးတော့ပြောတာပေါ့ Facebook ဖတ်ပြီးပြောတာမဟုတ်ဘူးသူကကျမ်းစာတွေကနေပြောတာဆိုတော့စာရကကျမ်းစာကိုအာကိုစောင်းနေတယ်ဒီနေ့စာရကတော့ကျမ်းစာမဖတ်တဲ့လူတွေမြန်မာအများကြီးရှိဒီလိုနဲ့စာရတက်ချက်တက်တာကျွန်တော်တို့ကကျမ်းစာဖတ်တယ်ဒါပေမဲ့နားလည်ရမှာဘုရားရဲ့နှုတ်ပတ်တော်ဆိုတာလျှို့ဝှက်ချက်ရှိတယ်တော့ချက်ရှိတယ်အဲ့ဒီတော့ချက်ကစာရမှာမရှိဘူးဘုရားစကားဆိုတာဝိညာဉ်တော်ကဖွင့်ပြရင်နားမလဲအဲ့ဒီအနက်တွေပဲသူမသိနိုင်စာရကကျမ်းစာကိုတစ်အောင်လုံးပြောရအောင်ရမယ်ဒါပေမဲ့အဲ့ဒီကျမ်းစာထဲမှာရှိတဲ့အတတ်နဲ့အိပ်တယ်ဒီမရဘူးအဲ့ဒီလိုပဲဘုရားစကားကိုတန်ဖိုးထားတဲ့ခရိယာရဲ့အဲ့ဒါကိုမရဘူးအဲ့ယေရှုကလည်းကျမ်းစာနဲ့စာရကိုပြန်ပြောတာပဲစာရကလည်းကျမ်းစာနဲ့လာပြောတာပဲ right use of the Bible and wrong use of the Bible အဲ့ဒါကိုတွေ့ရတယ်အဲ့တော့ချိုးတွေကကျမ်းစာကိုဘယ်လောက်အလို့ရအောင်လဲဟလားစာလံ119အစဆုံးရုပ်ပြရဲရေလက်ပွမ်းဒီကလေးကစာလံ119အလို့တော်ပါတယ်မှန်ပါတယ်နော်ဒါပေမဲ့စာလံ119ကကျွန်တော်တို့အသက်တာမှာမရှိသေးအဲ့စာလံ119ပြင်ပြန်ကောင်းပြန်ရုပ်ပြနိုင်တဲ့လူကိုလည်းစာတန်မကြောက်ဘူးအဲ့တော့စာလံ23ပိုက်ရဲ့တစ်မှာပြောထားတဲ့အရာကဟာရဖျားကြီးနာကြီးတို့လေးဖြစ်အတိတ်ကငါဟာတိုးလေးတကောင်အဲ့ဒီငါဟာတိုးလေးတကောင်ဖြစ်နေတဲ့အချိန်မှာငါ့ကိုဖျားကထိန်းတာငါဟာဖျားရဲ့ထိန်းသိမ်းမှုစောက်ရှောက်မှုလမ်းညွှန်မှုအောက်မှာရှိနေတဲ့တို့ဒီနေ့ကိုယ့်ကိုယ်သိမိတာတင့်ကိုဘာကထိန်းတင့်ကိုဘာကထိန်းဒီနေ့လူငယ်တော်များများကို Facebook ကထိန်းဟုတ်လားဟုတ်လားမိုးလဲလာ Facebook ကြည့်ကျန်တာဖတ်လို့ပါလို့ဟိုကျွန်တော်လည်းကြည့်တာလေမကြည့်ဘူးပေါ့ဆရာမကြည့်လို့လားကျွန်တော်လည်းကြည့်ရိုးသားတော့မှာဒါပေမဲ့တင်းကိုတစ်ချိန်လုံးဒါကပဲနှောင်းမှုနေဒါကပဲတင်းရဲ့ပတ်စံတွေကိုစားသွားတယ်ဒါကပဲတင်းရဲ့အခြေအနေကိုစားသွားတယ်ဒါကပဲတင်းရဲ့ညတွေကိုစားသွားတယ်ဒါကပဲတင်းရဲ့အင်အားတွေကိုစားသွားတယ်ဆိုရင်အဲ့ဒါတင်းကိုထိန်းနေတာသိချတယ်အဲ့တော့ခရိယာလူငယ်တော်များများလူကြီးတော်များများကိုထိန်းနေတာဘုရားမဟုတ်တာသိချတယ်တော့တင်းကိုထိန်းနေတာဘုရားသိချဖို့အရေးကြီးလားအရေးကြီးရဲ့ခရိယာဖြစ်တိုင်းတင်းကိုဘုရားထိန်းနေတယ်တင်မပြောနဲ့ငါဒီစေရမခံရဆိုတာဘသူကလည်းပြောနိုင်တဲ့စကားလဲဆိုရင်ဖျားထိန်းတာကိုခံတဲ့ကိုကလည်းပြောနိုင်တဲ့စကားပဲဖျားထိန်းတာကိုခံချုပ်ကငွေကထိန်းတာကိုခံခရိယာဖြစ်ပြီးတော့ငွေကထိန်းတယ်ဘာပြောတော့ဆိုငွေရှိပြီးတယ် conference တော့ငွေရှိပြီးတယ်ကျန်တော့တင်တော့ငွေရှိပြီးတယ်ငွေရှိရင် conference လုပ်လို့ရပါတယ်တောင်းမှုတော့မလုပ်လို့ရဘူးငွေရှိကျန်တော့တင်တော့လုပ်လို့ရပါတယ်တပည့်တော်စစ်ကိုတော့ငွေထုတ်နိုင်ဘူးအဲ့ဒါတွေလုံနိုင်တာဝိညာဉ်တော်ဘုရားကပဲလုံနိုင်ဖြစ်တယ်အဲ့တော့ဒီလိုကိုပြန်မေးကြည့်တာငါ့ကိုတကယ်ထိနေတာငါ့ကိုထိနေတာဘုရားမှာဟုတ်တယ်တချို့ကအလုပ်ကထိနေတချို့ကခုံကထိနေတယ်တချို့ကနေရာကပြန်ထိနေတယ်တချို့ကပိုင်ဆိုင်ကထိနေတယ်တချို့ကခုံတိတ်ခါကထိနေတယ်အဲ့ဒီထိကုန်မှုအောက်မှာနေနေတဲ့အခါမှာသူဟာစင်းရဲနေတဲ့ခရိယာဖြစ်ရင်းနဲ့လည်းစင်းရဲနေပတ်စံရှိရင်းနဲ့လည်းစင်းရဲနေပညာတွေတိုက်ရင်းနဲ့လည်းစင်းရဲနေသူ့မှာလိုအပ်ချက်တွေများတယ်ပတ်စံရှိတဲ့လိုနေတာပဲပျော်ရွှင်မှုဝမ်းမြောက်မှုညီတတ်မှုဆိုတာမရှိစင်းရဲနေဒီနေ့ယောဂီသူတော်များများဟာတိုးထိန်ရှင်ဘုရားကိုသိရတယ်နဲ့အဲ့ဒီတိုးထိန်ရှင်ဘုရားကထိန်းတာကိုမခံတဲ့အတွက်တိုးထိန်ရှင်ပိုင်တဲ့တိုးဖြစ်ဖြစ်ချင်းကိုစီအဲ့ဒီတိုးထိန်နဲ့တိုးရဲ့ဆက်သွယ်မှုအဲ့ဒီတိုးထိန်ကိုအထိန်ကဘုအတွက်အဲ့ဒီတိုးထိန်နဲ့တိုးရဲ့ဆက်သွယ်မှုကဘာလဲရော30ထဲမှာဒီလိုပြောပါရော30ထဲမှာဖတ်လိုက်30ကတော့တကိုးဒီကိုကြီးတက်ချင်းပြည်စည်းခြင်းကလာနာမသာတို့ကိုအသက်လွတ်ရောညမကအထူးကြီးအသက်နဲ့ပြည့်စုံခြင်းကလာအဲ့ဒီရှေ့ကိုဖတ်လိုက်တဲ့အခါမှာတိုးတွေကိုတဲ့ငါဟာနာမည်နဲ့ပေါ့တိုးလို့ရှေ့မှာတိုးထင်းကတွားတယ်တိုးထင်းကတိုးရဲ့ရှေ့မှာတွားတယ်နောက်ကနေတော့ပြီးရင်တိုးထင်းရဲ့အတန်ကိုတိုးတွေကကျွမ်းတယ်ကျွမ်းတယ်ဆိုတော့အကျွမ်းတွေသိအဲ့တော့တိုးထင်းရဲ့နောက်ကိုပဲလိုက်တယ်အခြားအတန်ကိုမကျွမ်းတော့ကြောင့်မလိုက်ပဲပြည့်တယ်ကြားဘူးလားမသိဘူးအချို့တွေလည်းလုံးလေးကလေးအလေးကပဲကြည့်လို့ကျန်တာမဖတ်ပဲနဲ့ကျန်တာမဖတ်ပဲနဲ့ကျန်တာတင်တဲ့ conference တက်ပြီးအာမေလေးစွတ်ထူအလေးကအဲ့တော့တိုးထင်းဟာဘယ်တော့မှ
တိုးရဲ့နောက်ကနေမသွားဘူးတိုးရဲ့ရှေ့ကနေသွားတယ်ဘာလို့သွားလဲဆိုရင်အတန်ပြသွားတယ်အဲ့တော့အရှိလေပိုင်းမှာဆိုကျွန်တော်နားလည်ကြလားအဲ့ဒါတို့တွေတိုးလေးတွေအများကြီးရှိတယ်တိုးနေတယ်တိုးလုံးကနေအများကြီးရှိတယ်တိုးဝင်းတွေလုံးကနေအများကြီးရှိတယ်တိုးတယ်တိုးချန်တွေအများကြီးရှိတယ်အဲ့တိုးချန်တွေထဲမှာတိုးပိုက်ရှင်ကခန့်ထားတဲ့တိုးလေးတွေအများကြီးအဲ့တိုးလေးတွေနဲ့အဲ့တိုးတွေကအတန်နဲ့ပတ်သက်တယ်အဲ့တိုးလေးပြောင်းနေတယ်ကအတန်မတူဘူးအဲ့တိုးတွေကသူ့ရဲ့တိုးလေးရဲ့အတန်ကိုမှတ်တခြားတိုးလေးရဲ့အတန်တော့သူတို့မလိုက်အတန်တွေဘလောက်ပဲဆူညာပေါ်လို့ရတယ်သူတို့တိုးလေးရဲ့အတန်ကိုသူတို့သိတယ်အဲ့တော့တိုးနဲ့တိုးလေးရဲ့ connection တိုးလေးနဲ့တိုးရဲ့ communication ဆက်သွယ်တာပါလဲဆိုရင်တိုးသေးရဲ့အတန်ကိုအကျွမ်းဝင်ရဖြစ်အဲ့တော့ငါဒီစင်းမခံရဆိုတဲ့စကားရင်းမှာပါလဲဆိုရင်တာယာတော့မျက်နှာကိုငါ့ကိုအမြင်မျက်နှာမှာအိတ်စိတ်နဲ့တော့ချက်စားရဖို့ငါ့ကိုနှမ်းပြဆိုတော့တိုးတဲ့ရအတန်ထဲမှာရှိရဲဆိုရင်စားစရာရှိနားစရာရှိတွားစရာလမ်းပဲရှိတိုးကစားဖို့အတွက်ဒီမှာစားစရာပုံသွားရင်ဘယ်မှာငါသွားစားရလဲလို့စဉ်းစားတဲ့တိုးရှိငါအိတ်ရှိရင်ဘယ်မှာသွားအိတ်ရပါမလဲလို့တွေးပူနေတဲ့တိုးမရှိဒီအပြည့်အိတ်ကိုဘယ်လမ်းနဲ့တင်ရမလဲဆိုတော့စိတ်ပူခြင်းမျိုးတိုးမှမရှိသူသိဖို့တော့အခုဒါပါလဲဆိုရင်တိုးသေးရဲ့တန်ဖြစ်အဲ့ဒီအတန်ကိုကြားနေပြီအဲ့ဒီအတန်နောက်ကိုလိုက်နေပြီတိုးထိတ်ကျွေးတဲ့အစာစားရမယ်တိုးထိတ်နားစေခြင်းတဲ့နေရာမှာနားရမယ်တိုးထိတ်ပေါ်သွားတဲ့နေရာကိုသူဟာလမ်းလျှောက်သွားမယ်အတန်ပြောက်သွားတယ်အဲ့ဒီအတန်နဲ့အဆက်အသွယ်ဖြစ်သွားတယ်အဲ့ဒီတိုးပါဖြစ်သွားတယ်ဆိုရင်စားကြရလည်းပြောက်နားကြလည်းပြောက်သွားကြလမ်းလည်းပြောက်သွားတိုးထိတ်ရဲ့အတန်ထဲမှာအကုန်ရှိတယ်ပြောကြည့်ပါဦးတိုးထိတ်ရဲ့အတန်ထဲမှာအကုန်ရှိတယ်ဒါဝိဒ်ကကြည့်တိုးတွေစားရောက်ကြည့်ဒီကောင်လေးစားတယ်ဒီညကင်းကပြောင်းတော့ဘယ်တော့မှလည်းဟဲ့ပြောင်းနေတယ်မဟုတ်ဒီညကင်းကိုလည်းဘယ်တော့စားတယ်တိုင်နေတာလည်းမရှိဘူးနေတာလည်းမရှိဟလာငါတို့ကိုဒီနေရာပြီးရင်ဘယ်မှာသွားတော့မှနားခိုင်းတယ်မသိဘူးဆိုတော့ဟလာစိတ်ပုံနဲ့တိုးတဲ့ကောင်မှမရှိအဲ့တော့စဉ်းစားသူတို့ကငါပဲသူတို့ကငါပဲစဉ်းစားတယ်သူတို့ကိုပယ်လန်းနဲ့ခေါ်တယ်ငါပဲစဉ်းစားတယ်ဒီကောင်လေးလုံးဝအဲ့ဒါကိုစိတ်ဝင်စားတာမရှိဘူးဒီကောင်လေးစိတ်ပုံနေတာလည်းမရှိဘူးသူကြည့်ငါကသူတို့ကစားစရာကိုတွေးနေတယ်ငါကသူတို့ကနားစရာကိုတွေးနေတယ်ငါကသူတို့ကတွားစရာလမ်းကိုတွေးနေတယ်ဟာဖျားရနိုင်တူတည်တယ်ငါစားစရာကိုပူစရာဘယ်လိုငါရဲ့တူတည်ရှိဖျားကငါစားဖို့ကစဉ်းစားပြီးငါဘယ်မှာနားရမလို့နားရလဲငါရဲ့တူတည်ရှိဖျားတည်တယ်ငါပဲတိုင်းနဲ့ရှောက်ရမယ်ငါကြံဖန်ပြီးစဉ်းစားပြီးတော့မှရှောက်စရာမလိုငါတိုးတိရှင်ဖရားရဲ့အတန်ကိုငါကြားနေပြီအဲ့ဒီထိန်းသိမ်းမှုအောက်မှာငါရှိနေပြီငါစားစရာပူရမလို့နားစရာပူရမလို့တွားစရာပူရမလို့ငါအတွက်အပွဲကလည်းရှိပါလားဆိုတော့ तू နားလေသွားလို့ तू ကဒီစကားကိုပြောတာဖြစ်အာမင်အဲ့ဒီနဲ့မေခွန်းကကျွန်တော်ကဆာလန်ဆက်တော့အလွတ်ရတယ်ဆာလန်ဆက်တော့အားရှိကျွန်တော်ကဒုက္ခနည်းနည်းပါးပါးရောက်ရင်ရွတ်ကျန်တဲ့ချီဆိုပုံမေးဒုက္ခရောက်မှာပေါ့ရအဲ့ဒီဂျာပိုက်ကဒုက္ခရောက်မှာပေါ့ရတဲ့ဂျာပိုက်မဟုတ်ဘူးသင်အသက်ရှင်ရမယ့်ဂျာပိုက်ဖြစ်အဲ့တော့ဒီနေ့မေခုံးကတင့်ကိုဖျားထိန်းနေတာဟုတ်ရဲ့အဲ့ဒါဒီကြီးကိုမညာမတန်းလေးကျွန်တော်တို့ကကိုညာတော့ကိုယ့်ရဲ့ကောင်းကောင်းလေးလို့လိုက်ရှာငါကဖျားเจ้าနေနေမှမှန်ပါတယ်ညာတယ်ငါကကျန်တဲ့တော့သူညာတဲ့နေပုံပုံဆိုလို့တော့မလို့ကြည့်ပါဘာမပြောနဲ့ဘေးကလူနဲ့တရှောက်မတိုင်းနဲ့တင်းကိုဖျားတာတိုက်ရိုက်ပြောနေတာပေတရုကကယေရှုနဲ့တွားရင်ယေရှုရှင်ရခါတော့ဒီပေတရုနဲ့ယေရှုတွေ့တဲ့အခါမှာဟလာယောဟန်ကိုပေတရုစိတ်ဝင်စားဘာလို့ယောဟန်ကချင်းလို့ယေရှုကတော့လည်းအရာရင်းပြီးတော့ပြောတယ်ကိုအဲ့ဒီပြောင်းနေဖြစ်တယ်မင်းနဲ့ပါဆိုင်တယ်ယေရှုကမင်းနဲ့ပါဆိုင်တယ်နော်တင်မူကငါတော့ဒီလားငါသူ့ကိုဘယ်လိုဖြစ်စေချင်လဲမင်းနဲ့မဆိုင်မင်းကတော့ငါတော့ကိုလိုက်ဆိုသူများကဝိညာဉ်ရေးမှာတိုးတက်လာနေကြတာအဲ့ဒီကိစ္စမဟုတ်ဘူးသူများကိုတင်ကြည့်နေတိတ်မို့တင်မြင်မို့တင်အချိန်လေးဆုံးသွားနေကိုပြန်မေးကြည့်
ngà phía thấy nào bố khăn đi vậy phía mà nó thấy hết tu ấn đàn này thấy phía hà xia mình qua bị ấn đàn đi anh nào cả này thấy đi rồi anh nào cả này tôi ăn đi rồi anh nào cả này máu ăn đi rồi là tôi mua rồi ngoan được thế nên giờ gì tôi nói rằng là tôi này đủ ngoan rồi là nào phải bảo là đó mà hết chẳng là đâu mà hết tin anh đâu mà hếtช่วงน้อยอย่าอยู่ๆน้อยผมนะแค่มาเล่าใหญ่ๆมันพูดไม่ถึงมาเล่าตัวเราไม่ถึงตัวว่าอะไรเกี่ยวว่าไอ้น้ำอ่ะน้ำเลยมาการละแค่นี้เลยการละยี่สิบเลยน้อยจนย้ายหนึ่งเลยน้องกันนี่ละน้อยต้องว่าย้ายกันเราตัวมาช่วยแล้วเนี่ยสเต็กเสียเอาอีกนะแต่ช่วยอยู่ดีเลยมาเล่าตัวเรามาช่วยအဲ့တော့တင့်ကိုဘုရားကနွားလို့မကောင်းချင်ဘူးဘုရားကတိုးလို့ပြောသွားချင်တယ်အာမင်ဘုရားကတင့်ကိုနောက်ကမတွန်းချင်ရှေ့ကနေတန်ပြပြီးစားစရာနားစရာတောစရာလမ်းနဲ့တင့်ကိုမဆာထောက်ပံ့ချင်ဖြစ်တယ်အဲ့တော့ဒါကယုံကြည်လို့အသက်ကမှာပထမဆုံးဆက်တယ်တင်တိုးဖြစ်တယ်ဆိုရင်တော့ပထမဆုံးဆက်တယ်ကြီးပွားရေးချက်မှာပထမဆုံးဆက်တယ်နော်အဲ့တော့ဒီနေ့ကိုယ့်ကိုနားလဲပါဖခင်ကတင့်ကိုကံလေးဖြစ်နေလို့ဝိညာဉ်ရေးရမှာနှုတ်နယ်နေလို့အချစ်မရောဘုရားတင်နေဝိညာဉ်ရေးရမှာနှုတ်နယ်နေရင်တင့်ကိုဘုရားဆက်ချစ်နေဦးမှာပဲအရင်ကချစ်တဲ့အတိုင်းပဲဆက်ချစ်နေဦးမှာပဲနောက်လည်းဆက်ချစ်နေဦးမှာပဲလားတင်ဝိညာဉ်ရေးရတယ်မှာမနစ်ကလည်းလို့ဒီနေ့လည်းလို့နောက်ဆက်လည်းလို့ဆိုနေလေဘုရားတင့်ကိုဆက်ချစ်နေဦးမှာပဲဟိုးအရင်ဆက်နေတော့ကလည်းတိုင်ပါလေးနဲ့အခုလည်းတိုင်ပါလေးနဲ့နောက်တိုင်ပါလေးဆက်ချစ်နေဦးမှာပဲကျွန်တော်ဖတ်ပြီးတော့ကျွန်တော်သိတယ်သို့တော့မကြီးထွားလာတဲ့သားကိုကြည့်ပြီးအဖေဘယ်လိုပြောလဲ10နှစ်ရောက်နေပြီတိုင်ပါမချွတ်ဘူးနှုတ်လေးတစ်ပြည့်ဆိုကြောင်းပါမယ်ဆိုရင်ဟာတခါလေးကိုတို့ငရဲပို့တယ်လို့ပဲတွားခြင်းလို့တေးများများချတမင်းစားတော့လည်းဒီတေးခံနဲ့စားနေရဆိုပုံမှန်မကြတော့ကျွန်တော်အရွယ်ကြီးကိုအဲ့ဒီပုံနဲ့တင်ကြည့်ကြည့်လို့ရှုလို့ရတယ်မကောကျင်တနာစရာလေးအဲ့ဒီတယောက်ကိုတင်ရင်ကျွန်တော်အရွယ်ကြီးနဲ့ပေကနဲ့တေးများများကြပြီးဒီနေ့စားရဖို့ပေဒီပေနဲ့တိုက်ပါကြီးဝေပြီးတော့မှသွားလျှောက်သွားနေတယ်ဆိုရင်ကြည့်ရတာကြီးစရာပေါင်းပဲတနာစရာလေးတော့ဟောင်းပြီနော်အဲ့ဒီမိဘကအဲ့ဒီကလေးကိုကြည့်ပြီးတော့မှချစ်ချင်းနေတာလေးလောက်ပဲရှိရှိကြည့်တိုင်းရင်ပွဲမှာတဲ့ကိုအဖကကြည့်တဲ့အခါလွန်ခဲ့တဲ့15နှစ်လောက်ပါလေသူ့ခုလေသူ့ဒီကနေ့သူ့ပဲဆိုရင်အဖိုက်ဝင်ဟုတ်လားဒါတော့အခုတည်းကိုပြီးသားအသက်ရှင်နေပြင်တဲ့ပုံများတယ်ဘုရားတန်ကြတယ်တချို့ရခဲ့တယ်ဆရာတို့ဘုရားတန်ကြတယ်ဟုတ်လို့ကိုကတော့နားထောင်ဖို့အချိန်ယူပြီးတော့ဘုရားရဲ့စကားပြောမပြောလာတော့မဆန်းစစ်ဘူးသူများကိုဘုရားကစကားပြောပါလေအသက်ရှင်ပါလေဘုရားကတကယ်အလုပ်လုပ်ပါလေဆိုတော့တည်တဲ့လောက်မြင်နေကြတယ်ဘုရားမယုံနိုင်ဘူးကိုတိုင်မှာမတွေ့ကြုံရသေးဘူးအဲ့ဒါကကျမ်းစာသင်ထဲမှာဘုရားတန်ဘလို့ကြားလို့ဆိုတဲ့သင်နားလေပေါ့မယ့်ကိစ္စမျိုးဟုတ်ကိုယ်တိုင်ကြားမှသင်နားလေအဲ့တော့ကျွန်တော်အမျိုးသမီးအတန်ကိုကျွန်တော်အမျိုးသမီးခါလေးကျကျွန်တော်စီကဖုန်းနံပါတ်မျိုးနဲ့ဆက်ပြီးကျွန်တော်ခါလေးကျနောက်လေးရှိဖုန်းနံပါတ်နဲ့ဆက်ကျွန်တော်ချဖုန်းနံပါတ်နဲ့ဆက်ကြည့်လိုက်ဖုန်းနံပါတ်ကြည့်လိုက်ဆက်ပြီးတိုင်းတော့ဘလို့ဆရာကိုတွေ့လာကျွန်တော်ကတော့ဆရာကိုတွေ့လို့ခေါ်တာဆရာကိုတွေ့လာရှင်ဆိုပြီးသူကလေးကျွန်တော်အဲ့တော့နည်းနည်းပါးပါးသူ့ကိုဒီလိုက်ခါလိုက်ပြောပြီးတော့မှသူမှကျွန်တော်တည့်ရလို့ပြောလိုက်သွားတယ်နောက်လို့မြန်သူတော်လေးစိတ်ကြီးခိုင်ကျွန်တော်နောက်လို့ဘာကြောင့်လဲကျွန်တော်သူနဲ့ဟလာ2008ခုနှစ်လောက်ပဲကဘင်္ဂလားတော့အခုတွေ့နေရတာရင်းပြီးတဲ့အချိန်ကာလအတူတူဖြတ်တန်းတဲ့အချိန်ကာလတယောက်နဲ့တယောက်စကားပြောတဲ့အချိန်ကာလဖုန်းနဲ့တော့ဖြစ်ဖြစ်မှာပဲဖြစ်ဖြစ်တစ်ချိန်လုံးသူ့အတန်ကိုပုံစံမျိုးစုံနဲ့ကြားနေတဲ့အတွက်သူ့ရဲ့ frequency ဘယ်သူနဲ့မှမတူတဲ့ frequency ကိုကျွန်တော်ကတောင်းကျွန်တော်နားလာချက်မိဒီလိုရမမြင်ရတဲ့လူရှိအဲ့ဒါတင်တယ်လို့ရမိမအတန်မှတ်ပြီးတင်တယ်လို့ရပြောင်းနေကြတူးလေကျွန်တော်မိမအတန်နဲ့ဆမ်းမိမအတန်နဲ့တူမမတူလားအဲ့တော့မိမအတန်မှတ်ပြီးတင်တယ်တတ်တာကတော့တယောက်နဲ့တက်ပဲတော့တကယ်ရတော့နောက်တစ်ယောက်နဲ့ရတယ်ဆိုတော့ဟဲ့ဒီကငါတင်တဲ့တော့အတန်နဲ့မတူပါလားဆိုတော့ငါမိမမဟုတ်ဘူးပြောလို့မပြတ်လားအဲ့တော့ဖျားနဲ့ကျွန်တော်တို့ကဖြတ်တန်းတဲ့အခါဖျားရဲ့
တန်မှာ frequency ရှိချိန်လုံးတွေရှိအခုလောကထဲမှာပြချိန်လုံးတွေဖန်ဆင်းတာရေဒီယိုတွေ line တွေအများကြီးရှိတယ်တစ် line နဲ့တစ် line မတက်အားကြောင့်လည်းချိန်လုံးမတူတဲ့နေရာတွေရှိတယ်အဲ့တော့ဘုရားနဲ့နေ့စဉ်ရင်းနှီးကြောင်းဝင်သွားလာပြီးဘုရားနဲ့အချိန်ယူတယ်ဘုရားကိုကိုယ်ွယ်ခြင်းနဲ့မှမွေးလျော်တယ်ဘုရားရဲ့အတန်ကိုကြားပြီးဖြစ်စေမကြားပြီးဖြစ်စေမကြားတတ်တဲ့အချိန်လေးနားထောင်ရင်နဲ့ဘုရားအတန်နဲ့ရင်းနှီးကြောင်းဝင်လာတဲ့အခါမှာဘေးရစာနာတလည်းဘေးရလောကအတန်လည်းဘေးရကိုယ့်ရဲ့ emotion တလည်းဘေးအတန်ကဘုရားအတန်နဲ့ပိုင်းခြားပြီးတော့တခါကြရင်ကိုဖြစ်ချင်အောင်ဘုရားအတန်ဆိုလို့လည်းရရှိတယ်။ကောင်းမလေးပြောလို့ရှိရင်ဘောလေးစားစတောင်းကိုကောင်းမလေးကျွန်တော်ပြောချင်ကိုရောဘုရားချစ်တဲ့ကတည်းကနေပြီးဘုရားနောက်ပြောတယ်။ဒါကတော့ကြိုက်တယ်။အဲ့တော့ကျွန်တော်ရဲ့ emotion ကလည်းကောင်းတာတွေပြောတယ်။စာရန်လည်းကောင်းတာပြောတယ်။လောကကလည်းကောင်းတာပြောတယ်။ဒါပေမဲ့ဘုရားအလိုတော်ဘုရားကိုယ်တိုင်လို့ပြောတယ်။အာမင်။အဲ့တော့ကျွန်တော်ရဲ့စိတ်ခံစားမှုကထွက်လာတဲ့ကောင်းတဲ့အရာလောကကပြောနေတဲ့ကောင်းတဲ့အရာစာရန်ကလှည့်ဆောင်ပြောတဲ့ကောင်းတဲ့အရာတွေအားလုံးကိုကြော်ပြီးတော့မှဘုရားရဲ့ထာဝရနဲ့ဆိုင်တဲ့အလိုတော်ကိုတင်သိဖို့ကဘုရားအတန်ကိုတင်ရှင်းရှင်းလင်းလင်းကြားတတ်မှာပဲ။ကြားအဲ့ဒီလိုရှင်းရှင်းလင်းလင်းကြားတတ်တဲ့သူကတော့ဝိညာဉ်အစာစားဖို့လဲပူဇော်မလို့ဘူးခန္ဓာအစာစားဖို့လဲပူဇော်မလို့ဒီကြီးပေါ်မှာနားဖို့လဲပူဇော်မလို့ဘူးထာဝရကာလမှာနားဖို့လဲပူဇော်မလို့ဒီကြီးပေါ်မှာဘလို့အသက်ရှင်သွားလာရမယ်လဲသူကြံဖန်ပြီးလုပ်ယူနေစရာမလိုဘူးထာဝရကာလမှာဘလို့အသက်ရှင်ရလမ်းနဲ့သွားမလဲသူပူဇော်မလို့ဘူးစားစရာသွားစရာနားစရာအားလုံးကိုတိုးထည့်ရအတန်နဲ့မှာပဲသူကအားလုံးကိုရရှိနေတာဖြစ်တယ်အာမင်တော့ဟာအဓိကအတန်ကိုသိဖို့ပဲလေအဲ့ဒါကတော့ဟာအဓိကအဖြစ်တော့သိဖို့ပဲလေအတန်ကိုပဲသိဖို့တော့ဟာအတန်ကိုပဲစိတ်မစားတော့ဟာတိုးထည့်ရခံစားချက်ကိုစိတ်မစားဘယ်တော့မှဒါဝိမနာလာကြည့်လို့လေငါတိုးလေးကပြေးကြနေပါလားဟဲ့လားငါတိုးလေးကပျော်နေပါလားငါတိုးလေးကဝမ်းနဲ့နေပါလားဘယ်တော့မှစိတ်ဝင်စားတိုးစိတ်ဝင်စားတာတိုးထည့်ရပါလေအတန်ပဲတိုးထည့်အတန်ထဲမှာစားကြရှိတယ်တိုးထည့်အတန်ထဲမှာနားကြရှိတယ်တိုးထည့်အတန်ထဲမှာသွားကြရှိတယ်အဲ့ဒီအတန်ရှိရဲ့ဒီတိုးထည့်ဘာခံစားရလဲတိုးထည့်ဘာတွေးရလဲတိုးမသိဘူးဒါကြောင့်ကျွန်တော်တို့ယုံကြည်သူများသည်တိုးဖြစ်ပြီးရင်တိုးအဖြစ်မှာပဲခြေနဲ့နေလို့မရဘူးဘာသာတိုးဆိုတာလေအုပ်စုလိုက်ရှိနေလေရှမ်းလူလိုင်းပြန်တိုက်တယ်ဘယ်လောက်များဝန်ပရိသတ်ကောင်ဝင်သွားရင်အဲ့ဒီတိုးကအစိတ်ကလေးဖတ်ပြေးလာငါတို့အကောင်များကြီးရှိတယ်နော်ဒီဝန်မလို့ပြန်ချကြလို့ဆိုရဲတိုးအုပ်မှမရှိတိုးဟာအကောင်များလဲရဲရင်ချင်းတော့မရှိဘူးတိုးထိန်နဲ့အဆက်တက်သွားလို့အဲ့ဒီတိုးလေးကိုဘဝပြတ်တယ်အဲ့တော့ဖျားကကျွန်တော်တို့ကိုသူ့အတန်သူ့စကားကိုပဲနားလည်ခြင်းကြားခြင်းထဲမှာပဲမကျေနပ်စေဘူးဖျားကသူ့ရဲ့ခံစားချက်ကိုလည်းသိစေခြင်းအာမင်အတန်ကြားတဲ့တိုင်းခံစားချက်ကိုသိဘူးပြန်ပြောပါဒီဖျားအတန်ကိုကြားတဲ့တိုင်းဖျားခံစားချက်ကိုမသိဘူးဘာလံဖျားအတန်ကြားတဲ့ဒါမျိုးဖျားခံစားချက်ကိုသိရှမွေလာကမှဖျားအတန်ကြားပြီးဖျားခံစားချက်ကိုသိအဲ့တော့ဖျားကကျွန်တော်တို့ကိုတိုးဖြစ်ကနေဆက်ပြီးတာ၍ကြီးရရကိုတန်လန်းစေခြင်းသူ့ရဲ့ခံစားချက်သူ့ရဲ့အချမ်းစီသူ့ရဲ့လုံရည်စန္ဒတွေအားလုံးကိုကျွန်တော်တို့နှလုံးသားထဲကိုဖျားကထည့်ပေးခြင်းအာမင်အဲ့ဒီနေရာကိုမရောက်တဲ့သင်ဟာဘာဖြစ်ရမလဲအရင်ဆုံးဖျားဖိလို့ရတယ်တိုးဖြစ်ဖျားအတန်နဲ့အကျွမ်းဝင်တဲ့တိုးဖြစ်ပြီးမှလည်းသင်ဟာဘုရားရဲ့အကြံကိုသိတဲ့လူဖြစ်လာအခုတော့ယောဂီကျွန်တော်ကလည်းအကြံကိုသိဖို့ပြောတယ်အတန်တော်မှာမပိုင်းခြားတယ်သူစာရန်တန်လည်းဘုရားတန်ဖြစ်လို့တယ်အဲ့တော့ရှောင်းတစ်ချိန်ရောက်လာတဲ့အခါမှာအကောင်တွေအများကြီးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပေမဲ့အတိအကထက်ခရှောင်းပုံထဲမှာပြောတဲ့အကောင်တွေရှိတယ်။နှက်ကလေးတွေရှိတယ်။ဘာလဲဒီလေအဲ့ဒီကောင်ဂျုံကတောင်းကဂျုံကတောင်းပါနော်ကျန်တာတော့ရှိတယ်အကြည့်ပါဦးကျန်တာတော့ရှိတယ်ကျန်တာ
ရခတ်တာစိတ်ထဲမှာနော်ဒီနေ့လူကောင်းမှဆိုလို့လည်းသိမခက်တာအဲ့တော့ကျောင်းတော်ရှင်ဆိုတာကျွန်တော်တို့ကြည့်တဲ့အတိုင်းပဲခရစ်တော်နဲ့အသင်းတော်ကိုအကြောင်းပြုပြီးတော့မှရေးထားတယ်လို့ဆရာယူလက်တန်ကအတိအကျကျောင်းတော်ရှင်အဆုံးမှာပေါ်ပြတာအဲ့တော့ကျောင်းတော်ရှင်ခိုင်းပြီးတဲ့မှာအငယ်15မှာဘယ်လိုပြောလဲဆိုရင်ငါချစ်တော်နှမတင်ပြီးစင်လာပြီးအလုံးလာပြီးဂျုံမျက်စိနဲ့ပြည့်စုံအာမင်ခရစ်တော်ကလေသူ့ရဲ့ဂရုသမီးဖြစ်တဲ့အသင်းတော်ကျွန်တော်ကိုချီးပြီးတော့မှပြောချင်တဲ့စကားငါချစ်တော်နှမနေရလာစကားပြင်းပြထန်ထန်ပြောနေဆိုရင်ဒီနေ့ခေတ်ခရစ်ယာန်တွေကအလွန်လှတယ်လို့ပြောလို့တော့ခက်ဟာအလွန်ပြောတော့တာပြပြပြနေတာလေအဲ့ဒါကျွန်တော်ပြောတော့အဲ့တော့ငါချစ်တော်မှာသူပြောချင်တာအရန်လာအရန်တက်တယ်မင်းကိုကြည့်ရတာဘာနဲ့လုံးမင်းကနေပေါင်လိုက်မင်းကိုကြည့်ရတာငါစိတ်ထဲမှာကြည်နူးတယ်ပီတိဖြစ်တယ်ခြေနဲ့တယ်ခြေတိုင်းငါရှင်ကိုလှုပ်ရှားစေတယ်လို့ခရစ်တော်ကပြောချင်အာမင်ဒီကိုကိုတင်နေပါခရစ်တော်ကတင့်ကိုကြည်တိုင်းအဲ့ဒီလိုမြင်ရခရစ်တော်ကိုကြည်နူးစေတဲ့အတ္တခရစ်တော်ကိုပီတိဖြစ်စေတဲ့အတ္တသူချစ်သူကိုစိတ်ကြည်လို့မှခြေနဲ့လို့ရတဲ့ကလို့သမီးအနေနဲ့တင်အခုတက်ရှင်တယ်အဲ့တော့ဘာပြောလဲဆိုဂျိုးမျက်စိနဲ့ပြည့်စုံဂျိုးမျက်စိနဲ့ပြည့်စုံအခန်းကြီး3မှာလည်းဂျိုးကြောင့်ပြောတယ်အခန်းကြီး4ရောက်လာတဲ့အခါမှာအငယ်1ရောက်လာတဲ့အခါမှာတင်းပြီးအစင်လှပေငါချစ်တော်မှာအလွန်လှပေကဘာဆန်ကြားမှာဂျိုးမျက်စိနဲ့ပြည့်စုံပြီဒါသမီးအငယ်9ရောက်လာတဲ့အခါမှာငါနမငါခင်မောတင်းပြီးငါနှလုံးကိုလူယူပြီးတင်းမျက်စိကြည့်လည်းငါနှလုံးကိုလူယူနောက်ကမှဆက်လိုက်တဲ့အဲ့ဒီဂျိုးခန်းကြီးတစ်ခုချပြီးသွားအများဆုံးအချိန်များဆုံးအဲ့ဒီဟလာဆောင်းလို့ချင်းမှာဂျိုးကအကြောင်းကိုပေါ်ပြတာဒါဆိုဂျိုးကမှထူးခြားတယ်ကျွန်တော်နားလည်စင်စင်ဖို့ရှိတယ်ဂျိုးကဆိုတာငါပြည်သားများရှင်ကပြောတယ် love bird မြစ်တာနော်ဂျိုးကဆိုတာသူ့ရဲ့အဖော်ရပြီဆိုရင်အဖော်မတောင်းညနာမများဘူးဂျိုးကညနာမများဘူးဒီတကောင်ကြိုက်လိုက်ဘယ်နဲ့တော့ဆိုရင်နောက်တစ်ကောင်ပြောင်းလိုက်အဲ့ဒါဂျိုးကမှရှိအခုခေတ်ကောင်လေးကောင်မလေးတွေမဟုတ်ဘူးနော် Facebook မှာကြိုက်တာတရားပြင်မှာကြိုက်တာတရားဟလားဂျိုးကအလုပ်လုပ်ကြိုက်ရင်တစ်သက်မှာတကောင်ပဲအဲ့ဒီဂျိုးကဟာဂျိုးမကဂျိုးဖို့တကောင်နဲ့သူချစ်ကြိုက်သွားပြီဆိုရင်သေရဲ့အဲ့ဒီတကောင်နဲ့ပဲသူဟာကောင်းဖတ်တယ်ပြီးရင်ဂျိုးမကသူချေလုံးသူ့ရဲ့ချစ်သူဂျိုးဖို့ပဲချစ်ချောင်းကြည့်ကဘာမြေပြင်လုံးပုံတိုင်းကြနေလဲသူမကြည့်ဂျိုးဖို့ပဲချစ်ဂျိုးဖို့ကလည်းဂျိုးမပဲချစ်အဲ့တော့အဲ့ဒီနှစ်ကောင်ကသူတို့ချစ်ခင်ဆုံနှက်သွားပြီဆိုတာနဲ့အဲ့ဒီနှစ်ကောင်ကပြန်လဲအတူတူနားလဲအတူတူလှုပ်ရှားနေတယ်အဝေးကကြည့်ရင်ဘယ်ဟာအမဘယ်ဟာပုံမှန်တော့ခွဲခြားရတာဘာကြောင့်လဲနှစ်ကောင်ပြန်ရဲတဲ့ပုံစံနဲ့နားရလဲပုံစံနဲ့နားအောက်ဆင်းရလဲဒီပုံစံနဲ့ဆင်းအောက်ဆင်းအပေါ်နဲ့ဒီကောင်နဲ့တော့မှခွဲသွားတယ်အများနဲ့ကောင်ခွဲတယ် synchronize ဖြစ်တယ်လာကွန်ပျူတာကလည်းပဲသူတို့ကလည်းစက်နဲ့ချိန်ထားတယ်လို့ပဲသူတို့ဟာတပုံစံနဲ့သွားနေတယ်ရဲတဲ့ပုံစံနဲ့ပြန်တယ်နားရဲတဲ့ပုံစံနဲ့နားအပေါ်တဲ့ပုံစံနဲ့အောက်ဆင်းတယ်ဒီပုံစံနဲ့ဆင်းပြီးသူတို့ဟာသူတို့ရဲ့မျက်စိကချိန်လုံးသူရဲ့ spouse သူရဲ့ခင်ပွန်းကိုပဲချိန်လုံးကြည့်မျက်နှာကိုကြည့်အောက်ကြည့်မျက်နှာကိုကြည့်အောက်ကြည့်မျက်နှာကိုဘာကြောင့်ကြည့်လဲမျက်နှာဆိုတာခံစားချက်တို့ကိုပေါ်ပြနေမှာဖြစ်တယ်။ဒါဆိုရင်ဂျိုးဖို့နဲ့ဂျိုးမကအချင်းချင်းဘာသာမျက်နှာကြည့်ဂျိုးဖို့ကသူ့ကိုဘာပေးလဲဆိုတာကိုဂျိုးမကမပြောဘူးကြည့်တာဂျိုးဖို့မှာခံစားတယ်ဂျိုးဖို့ဘာတွေးဂျိုးဖို့ကဘယ်လိုစိတ်ပေါ်မှုတွေရှင်ဆိုင်ရလဲဂျိုးဖို့ကဝမ်းမြောက်နေတာဂျိုးဖို့ကချီကွဲနေတာဂျိုးဖို့ကဘယ်အရာမှာချီကွဲနေဒီအရာကိုဂျိုးမကစိတ်ဝင်စားဒါကြောင့်ဂျိုးနဲ့ပတ်သက်ပြီးတော့မှအဓိကဘာကိုပဲကြားလာတာအဓိကကြီးလဲဆိုရင်ဂျိုး
မျက်စိဂျိုးတို့လုံးမှာအဲ့ဒီမျက်စိကိုပဲဖူးပြပြီးရှော့လို့ချိန်ရပြီဂျိုးနဲ့ဆက်တဲ့အကောင်အောင်ကြီးအဲ့ကြီးကတော့ကိုညမှာအစားရှင်းသွားစားတယ်ပြီးအဲ့ဒီအစားကိုကိုင်းနေတော့မယ်အောင်ကြည့်လိုက်နောက်ကြည့်လိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်ဟိုကြည့်လိုက်သူ့မှာအလုပ်တွေရှုပ်တယ်ဟိုမှာအစားနဲ့ပုံပေါ်တာရှင်းဒီစားကိုကြည့်ပြမှဟိုစားကိုတော့အဲ့တော့မှာလာကြည့်တယ်ကြီးကတောင်းမှအောင်ကြည့်လိုက်နောက်ကြည့်လိုက်ဟလားအစားတစ်ခုရရင်ဒီခြေနဲ့တာလည်းမရှိဘူးအစားတစ်ခုရရင်နောက်တစ်ခုလည်းလိုချင်တယ်နောက်တစ်ခုလည်းလိုချင်တယ်အဲ့လိုပဲလိုချင်တယ်များပြီးမှပြည့်တဲ့မှာရှိရဲ့အစားလားဆုံးတော့အဲ့တော့ဒီစေချင်တယ်ဒီနေ့ယုံကြည်သူတွေကကောင်းကြီးဆိုတဲ့မြင်ရတဲ့ယူပအရာပေါ်မှာအဓိကတရားဟောချက်ကိုကြားချင်ကြတယ်ခံစားချင်ကြတယ်ခွန်အားယူချင်ကြတယ်လူတန်ဝိုင်းမှာနော်လူတန်ဝိုင်းမှာဆန္ဒတော့မှာလူတန်ဝိုင်းမှာလူကိုမချစ်ပဲနဲ့အဲ့ဒီလူစီကပစ္စည်းလိုချင်လို့အဲ့ဒီလူကိုတိုက်တယ်ချစ်တယ်ဆိုတဲ့အရာဆောင်ရင်အဲ့ဒီအမျိုးသမီးပဲဖြစ်တယ်အမျိုးသားပဲဖြစ်တယ်ပါခေါ်တယ်ဟယ်လိုကျေးဇူးပြောပါလေပိုင်းလို့မကြည့်ကြနဲ့ပိုင်းလို့သူ့ကိုလည်းချစ်တာမဟုတ်ဘူးဟလားသွားပါလာစက်ဝင်တော့ကားပါအောင်ပဲလို့နော်ရင်ခုန်နေမလို့ငင်းချင်တာမဲလို့ရလို့ဆိုတော့အဲ့ဒီလူကိုချစ်တာအဲ့ဒီလူနောက်မှရှိတဲ့ပိုင်းကိုချစ်တာပဲအဲ့တော့ပစ္စည်းလိုချင်လို့လူကိုပါမှာပဲအဲ့ဒါပိုင်းလို့ပေါ့အဲ့တော့ဒီနေ့ခရီးရတော်များများကဆရာတွေလက်ချက်ပါပါတယ်နော်ဆရာတွေကလည်းအဲ့လိုလူတွေပြောရင်ခရီးရတွေကလည်းတရားကိုကြည့်ရင်တရားမျက်နှာကိုမကြည့်တော့တရားနောက်မှာပါလာတယ်လည်းကြည့်အဲ့တော့ကြီးကနေဖြစ်မှမသိဖြစ်လာပြီးတော့မှနောက်ဆုံးတော့တရားကိုမချစ်ပဲနဲ့တရားပေးမဲ့အရာကိုဘုရားတက်ကိုချစ်လို့ဘုရားကြောင့်တက်တဲ့သူတွေဘုရားကိုဆုတောင်းတဲ့သူတွေဘုရားကိုကိုးကွယ်တဲ့သူတွေဖြစ်လာအဲ့တော့ဘာဖြစ်မှမသိဖြစ်ဟယ်လိုဘာဖြစ်မှမသိဖြစ်ပိုင်းလုံးဖြစ်မှမသိဖြစ်တယ်အပြင်မှာတော့လူမှုတန်ဝိုင်းမှာဟလားလူမှုရေးမှာပိုင်းလုံးတော့မဖြစ်ဘူးဝိညာဉ်ရေးမှာဘာဖြစ်နေကြပိုင်းလုံးဖြစ်ဝိညာဉ်ရေးမှာဘာဖြစ်လဲတိုက်ဆိုင်နေဆိုရင်ပြည့်တယ်ပြောတယ်ဆိုရင်ကျွန်တော်လည်းအဲ့လိုဖြတ်သန်းခဲ့ဘူးလေမင်းကဘာကြောင့်ဖြတ်သန်းခဲ့ဘူးလဲဆရာကအဲ့လိုပြောတာမှန်တယ်ရှိတယ်လို့မှားတာလေရှိတယ်အဲ့ဒီအမှားနဲ့အမှန်ကိုနှုတ်ပတ်တော်နဲ့ကျွန်တော်တို့ဟာပိုင်းခြားနားလည်လို့အဲ့တော့ဂျိုးမကတော့ဂျိုးကိုစီကဘာရမလဲစိတ်ဝင်စားဘူးဂျိုးကိုရဲ့ခံစားချက်ကိုစိတ်ဝင်စားဂျိုးကိုပြောရင်ဂျိုးမလည်းပြောဂျိုးကိုဝမ်းနေရင်ဂျိုးမလည်းဝမ်းနေဂျိုးကိုပြန်ရင်သူလည်းပြန်ဂျိုးကိုနားရင်သူလည်းနားဂျိုးကိုအမြင့်မှနေရင်သူလည်းအမြင့်မှနေဂျိုးကိုအနှိမ့်မှနေရင်သူလည်းအနှိမ့်မှနေရှင်ဘောတော်ပြောတယ်အမြင့်ဖြစ်စေအနှိမ့်ဖြစ်စေဘယ်နေမိတအရာမှာငါတို့ဘုရားကြီးချစ်တော်မြတ်တာနဲ့မကွာစေဘူးဒီနေ့ခရစ်ယာန်တော်များကဘုရားနဲ့ပတ်သက်လာရင်အမြင့်ကိုပဲမှန်ရှင်ဘောတော်ကပြောတယ်ငါဟာတဲ့ခရစ်တော်ကိုရှင်မြတ်ထမ်းတော်ခြင်းကိုနိုင်တော့ဒုက္ခဆင်းရဲကိုဆက်ဆံခြင်းနဲ့တော့တိကျွမ်းခြင်းယေရှုခရစ်တော်ဓမ္မယတနာပြတဲ့အချိန်မှာလူတွေအများကြီးဝိုင်းဝန်းလည်နေတယ်မဲ့ယေရှုခရစ်တော်ဂိတရှင်မှာအဖားနဲ့ခံရတော့တရားတော်မရှိဘူးအမြင့်မှာတော့အလုံးနေကြကြတယ်ဒါပေမဲ့ယေရှုခရစ်တော်အနှိမ့်ရောက်သွားပြီလို့မြင်ရတဲ့ထင်ရတဲ့အချိန်မှာကျတော့သူ့နာမှာဆော့ဆော့ကမုတ်စားနေတဲ့ပိဋကလည်းမရှိတော့ဘူးအနာရောဂါနေချင်းခံရတဲ့ပိဋကလည်းမရှိတော့အကုန်ဖတ်ပြေကုန်တယ်ပေါ်လာနေဖြစ်စေအနေဖြစ်စေရှင်ရထားတော့ခြင်းကိုဖြစ်စေဒုက္ခဆင်းရဲဖြစ်စေခရစ်တော်နဲ့ငါမကွာဂျိုးမရဲ့လုံးသားဖြစ်အာမင်ခရစ်တော်နာကျင်တဲ့အချိန်မှာငါကစိတ်မခံနိုင်ဘူးခရစ်တော်ဝမ်းနည်းနေတဲ့အချိန်မှာငါကမဖို့တော့နိုင်ဘူးခရစ်တော်ဝမ်းနည်းငါလည်းဝမ်းနည်းခရစ်တော်ရှင်တဲ့အရာငါရှင်တယ်ခရစ်တော်ချစ်မြတ်လို့တဲ့အရာကိုငါချစ်မြတ်လို့တဲ့ခရစ်တော်တန်ဖိုးထားတဲ့အရာကိုငါတန်ဖိုးထားတယ်ခရစ်တော်ပြောတဲ့အရာငါပြောခရစ်တော်သွားတဲ့နေရာမှာသွားမယ်ခရစ်တော်ရိုက်ရင်လည်းရှက်တယ်အဲ့ဒါဂျွန်မရဲ့နှလုံးသားဖြစ်သူကကျတော့အတန်တခုအတန်မလို့တော့မျက်စိကြည့်လိုက်ရင်ပြီးပြီခါလေးကြရင်အလေးလာကိုနားလေတဲ့အခါကျရင်လေစကားမပြောကြဘူးအာမင်နော်မျက်နှာချင်းသိလားအဖေကိုမဘိုးတောင်းလားမျက်နှာကြည့်တယ်ကျွန်တော်တောင်းတယ်နော်အဖေကိုဘယ်ချိန်ကိုဘိုးတောင်းရမလဲဘယ်ချိန်ကိုတောင်းလို့အဆင်မပြေဘူးလေဘယ်တင်တန်းတက်ဆက်ဘူး
အဖေကလည်းပြောမပြောပါဘူးငါစီကိုဒီချိန်မှာမိုးလာတော့တော့သိသွားမယ်ဒါလည်းမပြောဘူးဒါပေမဲ့ကျွန်တော် automatic သိတယ်ဘာကိုကြည့်ရလဲမျက်နှာကိုကြည့်မျက်နှာကိုဖတ်တယ်ခံစားချက်ကိုနားလဲကျွန်တော်မိမကခါလေးချက်ပြောသူကကျွန်တော်ကြည့်တယ်စမပြေဘူးဆိုမိမစိတ်ကောင်းတော့ဘာလို့တေးစားရတာဆိုတော့စကားနဲ့မျက်နှာနဲ့အဲ့ဒါတူတော့စကားကိုပဲတည်ယူလိုက်ရင်တေဖို့တာတူတော့ငါအဲ့ဒါအနေရှိခါလေးကျကျွန်တော်ကအတန်ကိုပဲအာရုံစိုက်ပြီးမျက်နှာကိုမကြည့်တဲ့အခါမှာတရားရဲ့ခံစားချက်နဲ့တရားရဲ့အတန်ကိုကျွန်တော်ကမတွဲတတ်တော့အဲ့တော့လက်ခွက်လေးလွယ်ပြီးအသက်ရှင်တာပါလွယ်ပါအဲ့တော့ဂျိုးမာကတော့ခရစ်တော်ဆိုတဲ့ခင်ပွန်းရဲ့ခံစားချက်ခရစ်တော်ဆိုတဲ့ခင်ပွန်းရဲ့အကြံစီခရစ်တော်ဆိုတဲ့ခင်ပွန်းရဲ့လူအဆန္ဒကိုပဲစိတ်စိတ်ကြည့်ပြီးအသက်ရှင်တခြားမတွေတော့ကြီးကန်းကတော့ပိုင်လုံးခရစ်တော်ဒီနေ့ဘုရားကပိုင်လုံးခရစ်တော်ဖြစ်စေကောင်းကြီးလို့ကျွန်တော်ကိုးကွယ်တယ်ကောင်းကြီးလို့ကျွန်တော်ဆုတောင်းနေတယ်ကောင်းကြီးလို့ကျွန်တော်ဘုရားတော်တက်နေတယ်ကောင်းကြီးလို့ကျွန်တော်ကျမ်းစာဖတ်နေတယ်ကောင်းကြီးလို့ကျွန်တော်ဆက်ဖို့ပေးနေတယ်သူဘုရားမလို့ချင်းအဲ့တော့ဆက်ဖို့ပေးကောင်းရမှာပါအဲ့ဒါဘုရားပြောတာလေဆက်ဖို့ပေးကောင်းကြီးရမယ်လို့ဘုရားပြောတယ်ရပါမယ်ဒါပေမဲ့အဲ့ဒီကိုရတာနဲ့လည်းတင့်ကိုဘုရားကကျင့်တယ်လို့မထင်နဲ့ဘုရားကတရားနဲ့တရားပြတဲ့အတွက်သူပြောတဲ့တိုင်တင်ကောင်းကြီးရမယ်ဆိုရင်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတင်ကောင်းကြီးရမှာပဲဂတိတည်တယ်ဘုရားကဒါပေမဲ့အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဘုရားကတည့်ရတတ်တာကိုရှင်းနိုင်မယ်လို့တော့မထင်ဘူးဘုရားနှလုံးသားကိုနားမလည်တာလားဘုရားကိုရှင်းနာစရာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဘုရားစီကဘာရမလဲဘုရားစီကဘာရမလဲဆိုတဲ့စိတ်နဲ့ဘုရားရှိခိုးနေတာဘုရားကြောင့်တက်နေတာစက်စပတ်နေတာဆုတောင်းနေတာကိုးကွယ်နေတာအောင်မြင်ခြင်းလို့ဘုရားကိုချီးမွမ်းနေတာဒီအရာတွေအားလုံးကပိုင်းလို့စိတ်နဲ့ဖြစ်တယ်ဘုရားပိုင်းလို့ဖြစ်စေချင်ပါမယ်အဲ့ဒီစိတ်တွေကိုသင်ဆိုတတ်တာကျွန်တော်ပြောတာမယုံရင်ကျမ်းစာလို့ဖြစ်ပါတယ်ဒါကကျမ်းစာနဲ့မညီတဲ့ဒီလိုမျိုးကျမ်းစာထဲမှာဘုရားကသူ့ကိုယ်နဲ့စိတ်ဝင်စားစေချင်တယ်အာမင်သူစီကပေးတဲ့အရာတွေဟာကုန်သွားနိုင်တယ်သူကတော့မနေနေနောက်တာလားမပြောင်းမလဲပြည့်စုံလို့တော့အရင်ကြီးဖြစ်အာမင်အဲ့တော့သူစီကရတဲ့အရာပဲအဲ့ဒီအရာကိုပေးတဲ့သူ့ကိုပဲဘုရားကရစေချင်တယ်အဲ့ဒီအရာကိုပန်းချနားတယ်သူကပညာရှိတယ်ပေတရုကယေရှုရောက်လာတဲ့အချိန်မှာသူ့လီယာလာချင်းနေတာဒါကျွန်တော်သိတာဖြစ်တယ်ဗလာကျင်းနေတဲ့လူတွေကိုယေရှုရောက်လာတဲ့အခါမှာအဲ့ဒီဗလာကျင်းနေတဲ့လူတွေကနိမတနားရဖြစ်နားရအဲ့တော့ပေတရုကရမ်းတော်မှာပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်ခရစ်ယာန်တော်များများလို့ပေတရုကမလုပ်ဘူးဒီနေ့ခေတ်ခရစ်ယာန်တော်များများလို့အဲ့ဒီအချိန်မှာဖြစ်နေကြလားအဲ့ဒီငါးနဲ့သူတို့အလုပ်ရှုပ်တော့ငါးတွေဟောပရိုဂျီစုတဲ့နောက်ကလည်းလာအောင်ကျွန်တော်တို့ငါးပါလို့စကြည့်တော့ခေါ်လိုက်နော်ဖုန်းနံပါတ်လေးပြီးတော့နော်အဲ့တော့ယေရှုကအဲ့ဒါလေးနဲ့ပြောပေတရုကလည်းကျွန်တော်ဖြစ်များပါတယ်ကျွန်တော်တရားနေတော့တကယ်ဆိုဆွဲထားမှာအဲ့ဒါယေရှုကမပွားသွားတဲ့ဒီဘာပြောလဲဆိုရင်မင်းငါနာမလို့ကျွန်တော်ဆိုပြောမှာပေါ်သွားတယ်မပေးခင်ပေါ်ပါလားအခုပေးမှပြီးမှတော့ဒါလေးနဲ့သုံးပြရစီရောင်းအောင်မယ်စားအောင်မယ်ဈေးမှလည်းခံအောင်မယ်ဒါကြီးဆွာတာခက်တယ်မရှိတဲ့အရာဆွာတာလွယ်တယ်အများကြီးရှိတာဆွာတာခက်ပြီပေါ့ရှိတဲ့ကဆွာပြီးတော့မှတိုက်တယ်ဆိုတဲ့ကိစ္စလွယ်တာမဟုတ်ဘူးဒါပေမဲ့ပေတရုကအရင်ပန်းလာယေရှုငါလေပေါ်ကိုတရက်ပဲရောက်တရက်ပဲရောက်လာတာငါရဲ့ဗလာဘဝကနေအပြည့်အစုံဖြစ်တော့တရက်ငါသူ့နောက်ကိုတက်လိုက်ဆိုရင်ငါဘဝဘာဖြစ်သွားမလဲပေတရုကောင်းကောင်းသိအာမင်ဖျားပြည့်တဲ့ငါနဲ့ငါပြည့်တဲ့ဖျားပေတရုကောင်းကောင်းပိုင်းခြားတယ်ဘယ်ဟာဂျေဇုတော်လဲဆိုတာဒီနေ့ဖျားပြည့်တဲ့ငါဆိုတာဂျေဇုတော်မဟုတ်ဘူးအဲ့ဒါဂျေဇုတော်ရဲ့ရလဒ်ကိုခေါ်တယ်ငါပြည့်တဲ့ဖျားကဂျေဇုတော်အစစ်ဖြစ်အဲ့တော့လူတော်များများကဂျေဇုတော်လို့ပြောရင်ဖျားပြည့်တဲ့ရလဒ်နဲ့အလုံးရှုပ်နေတဲ့အချိန်မှာပညာရှိပိုင်းခြားတဲ့ဂျိုးကဲလို့ပြောသူများတော့ဖျားပြည့်တဲ့ရလဒ်တွေအားလုံးကိုထားခဲ့ပြီးတော့အဲ့ဒီရလဒ်တွေကိုပြည့်တဲ့ဖျားကိုလိုက်တက်တယ်လိုက်နိုင်တယ်လိုက်နေအာမင်အဲ့ဒီနေ့ဖ
ရားပေးတဲ့အရာချက်အဲ့ဒီအရာကိုပေးတဲ့ဘုရားကိုထပ်ပြန်တော့ဘုရားမရှိဂျုံကဲလို့မျက်စိအဲ့တော့အငယ်အခန်းကြီးလေးအငယ်ကိုမှာပြောငါနမတဲ့ငါခေဘောဒီငါလုံးလူကြီးဘာလဲလူကြီးတဲ့အိမျက်စိတစ်ချီလဲတယ်နော်အဲ့တော့မင်းလေးဆိုဒီမှာပါကျွန်တော်လည်းလူပြိုကွာနေလားကလေးတွေဖြစ်လာတာဆိုကျွန်တော်သိတယ်မင်းလေးကထားပြီးတယ်အခါကျထားပြီးတယ်ဆိုတော့တကယ်တော့ဟလာကစားကြတယ်ဟုတ်လားမဟုတ်လားဒီမှာလို့လည်းမင်းလေးရှိလားမလုပ်နိုင်ဘူးဘာမှမသိဘူးတက်အေးစင်းနေပေါ့မခိုက်တော့လည်းသွားပြီးတော့ဟောင်းလေးကိုတော့ချာပြစ်လိုက်လက်စပြစ်လိုက်ခါတယ်နည်းနည်းပါငါပညာပေးလိုက်လို့ဆိုပြီးနည်းနည်းပါဟိုဒီသွားပြောဟိုကောင်လေးကသူ့ကြိုက်တယ်ထင်ပြီးတော့မှသွားပြီးတော့မှစားတော့ဟုတ်လားကျွန်တော်လည်းအကြောင်းတွေပါတက်တယ်ပြီးတယ်ခံရရပြန်လာတယ်ဒါနဲ့ဒီမှာပြောတဲ့မျက်စိအကြည့်တယ်လေဆိုတာအဲ့ဒီပဲဟုတ်ဂျိုးမကဂျိုးဘကိုကြည့်လိုက်တာနဲ့အဲ့ဒီအကြည့်ကတသက်စာဖြစ်တယ်အာမင်တသက်စာနဲ့အဲ့ဒီဂျိုးဘကိုတစ်ခါကြည့်ပြန်နဲ့နောက်တစ်နေရာကိုမျက်စိကမလဲသွားတော့နောက်တစ်နေရာကိုလက်လေးကပြန်လှည့်ပြီးတော့ငါကောင်ကြီးကဆိုးတော့မဆိုးဒါပေမဲ့ဟိုကောင်ကပုံချောတယ်ဆိုတာမျိုးဖြစ်တဲ့မျက်စိမျိုးမဟုတ်ဘူးဒီမှာရည်သားနဲ့တွဲသွားနေတော့နည်းနည်းပုံမိုင်းတဲ့ကောင်လေးပြင်လမ်းငန်းတဲ့မျက်လုံးမျိုးမဟုတ်ဘူးမျက်စိကြည့်လေမင်းမျက်စိကငါဘောပဲတစ်ချိန်လုံးကြည့်တော့ငါဘောပဲစိတ်ဝင်စားတော့ငါဘောပဲဆွဲနေတာကိုငါမြင်ရတော့လေငါနှလုံးကမင်းကိုအကုန်လုံးပေးချင်စိတ်ပါခရစ်တော်ကပြောတာမင်းရဲ့မျက်စိကငါနှလုံးသားကိုပေးယူသွားတယ်ဘယ်ဟာငါနှလုံးကိုရငါရဲ့ခံစားချက်အားလုံးကိုမင်းရသွားပြီငါရဲ့အတွေ့အကြုံအားလုံးကိုမင်းရသွားပြီလို့ဂျိုးဘုရားပြောတယ်ဂျိုးဘုဆိုတာခရစ်တော်ဖြစ်အဲ့ဒီခရစ်တော်ကဂျိုးဘုပဲဖြစ်တာမဟုတ်ဘူးအဲ့ဒီခရစ်တော်ဟာရွှေလေးရုံဖြစ်တယ်အာမင်အဲ့တော့ယုံကြည်သူရဲ့နောက်ဆုံးအသက်တာရဲ့ဖြစ်တည်မှုကဘာလဲဆိုရင်ရွှေလေးရုံဖြစ်တယ်ရွှေလေးရုံဖြစ်အဲ့တော့အဲ့ဒီရွှေလေးရုံနဲ့ပတ်သက်ပြီးတော့ဧရှာယနဂရခန်းကြီး40နဲ့30ကျွန်တော်တို့များသိတာခန်းကြီး30မှာထာဝရဘုရားကိုမျှော်လင့်တော်သူတို့ကအားပြည့်ကြလိမ့်မည်ရွှေလင်းသားကဲ့သို့မိမိတို့အတောင်ကိုအသက်ပြုပြင်ကြလိမ့်မည်ပြေတော့လဲမပင်ပန်းပြီးသွားတော့အခါမွေးရကြအဲ့တော့ဘုရားကယုံကြည်သူတွေကိုဖြစ်စေခြင်းနောက်ဆုံးအဆင့်ကဘာလဲဆိုရင်ရွှေလင်းရုံရွှေလင်းရုံကဘယ်နဲ့မှသူဟာအမြင့်ကြီးမှပြန်လဲတက်တောင့်တက်တာနေရာမှာမနေလိမ့်မရှိကျွန်တော်ပြန်တော်များများကတက်တောင့်တက်တာနေချင်ဟလားဟာကျွန်တော်ရန်ကောင်းကြီးခံစားရတယ်လို့ပြောရင်အိမ်ကောင်းကောင်းမှနေရလားကောင်းကောင်းစီးရလားစားကောင်းကောင်းစားရလားလို့ပြောလို့ရှိကြတယ်ဟုတ်လားဟုတ်လားမဟုတ်လားအဲ့ဒါနားရလို့ကျွန်တော်မဆိုလို့ပါဒါပေမဲ့အဲ့ဒါကိုတိတ်ကြိုက်လောလာပြီဆိုရင်တင်ကရွှေလင်းကိုတက်တာနဲ့ဝေးနေပြီရွှေလင်းရောဟာတက်တောင့်တက်တာနေရာမှာနေလို့မရှိတက်တောင့်တက်တာဖြစ်ခြင်းဟာသူ့ရဲ့ခွန်အားကိုချိနေစေတယ်သူ့ကိုထိုင်းမိုင်းစေတယ်ဆိုတာရွှေလင်းကိုကောင်းကောင်းသိရွှေလင်းရောဟာသူ့ရဲ့တားကောင်ကိုဘယ်တော့မှမျက်ချီတက်လေမရှိသူကအမြင့်ကြီးကပြန်ပြီးအောက်မှာရှိတဲ့တားကောင်ကိုဘယ်လိုထိုင်းရမလဲဆိုတာကိုသိတယ်ကျွန်တော်သိတယ်ကရွှေလင်းရောဟာအသေးကောင်မစားဘူးသူကအသက်ရှင်တဲ့လက်ဆက်တဲ့အကောင်ကိုပဲဖမ်းစားလို့ရှိတယ်အဲ့တော့သူ့ရဲ့အစာထဲမှာမြေပြင်ပေါ်ကအစာလည်းပါတယ်လေထဲကအစာလည်းပါတယ်ရေထဲကအစာလည်းပါတယ်လေးရောင်ကအကောင်ဖိုင်းရင်ဘယ်တော့မှမလုပ်ပြောပါမယ်လေးရောင်ကအကောင်ဖိုင်းရင်ဘယ်တော့မှမလုပ်အတိတ်ကလေးရောင်ကအလုပ်မဖြစ်မဲ့အလုပ်ကိုဘယ်တော့မှအစာလည်းမလုပ်သူလုပ်ရင်ဖြစ်ကိုဖြစ်သူလုပ်ရင်အောင်မြင်ကိုအောင်မြင်အစာတိတ်ကလေးကိုပြောတယ်project တရားတော်နဲ့မွေးလျော်ရေးတရားတော်ကိုနေ့ချင်းမပြတ်စေရင်အောင်မြင်တော်လူသည်မင်္ဂလာရှိတယ်မျက်နှာမှာဆက်၍ဟလားဒီမိချိန်တည်းမှာအတိကိုဒီအရက်မညှိုးနှံတဲ့အပင်နဲ့တူတယ်ပြုနေကြမှာခရစ်တော်ကအပြေထွက်လာပြီးတော့မှဆရာနေမကောင်းဆူတောင်းမိတယ်အေးကြောက်လို့ရှိလာပြီးဆူတောင်းမိတယ်နော်ဒီကြောက်လို့ဒီဘယ်ထက်လဲပြန်မယ်လို့ပြောတယ်ဘာသာမျိုးပုံမျိုးမဟုတ်ဘူးခရစ်တော်ဟာ
ဒီသူကိုဘုရားကြီးအသက်ရှင်စေဖို့ရှင်ပြန်ထားလို့ဆိုဘုရားလိုရှိတာဘုရားကြီးသူ့ကိုဖွင့်ပြတဲ့အတိုင်းသူနားလေလာဆိုခေါ်လိုက်ထွက်လာတရားရှိတဲ့ကြာကြီးခေါ်တော့မှအဲ့ဒီဘုရားကြီးမှာလုပ်ပြဘယ်တော့မှလည်းလက်ပြန်သွားတယ်ဖြစ်ဖြစ်မှမရှိအချိန်လုံးနဲ့တင်းရင်သွားပြီးတော့မှလူတွေကိုရှင်ပြန်ထားတော့ခိုင်းတာလေမလုပ်တော့ဘူးဟုတ်လားအချိန်လုံးနဲ့လက်ပြန်ပြီးတော့မှဟုတ်လားလူဖျားနေလဲဟေးဖျားနေတဲ့လူတွေငါလာပြီးတော့မှလာရောကနေပြီးတော့လာမယ်အိမ်နဲ့စိတ်ကရပါလို့လည်းလိုက်မခေါ်ဘူးသူ့ကိုဘုရားကြီးဘလို့နာရောကနေအဲ့ဒီနေတဲ့သူအားလုံးကိုဘုရားကြီးသူ့အားဖြင့်နာရကနေအတိတ်ကပါလေယေရှုကအလုံးလုံးရင်းနဲ့အလိုတော်ကိုမရှာဘူးအလိုတော်ကိုတည်ပြီးမှအလုံးလုံးမှာဖြစ်ဒါကြောင့်ပြုနေကြမှာအဲ့တော့ရှင်လေးကဟိုးပေါ်ကနေသူဖမ်းမဲ့တားကောင်ကိုကြည့်လိုက်တဲ့အခါမှာဒီတားကောင်ကဘလောက်အရှိန်လုံးနဲ့ပြေးနေတယ်လဲသူ့ကဝင်းမြင်မှာဘလောက်ရန်သူတွေရှိလဲသူဖမ်းရင်သူ့ရဲ့အတောင်ကိုဘလောက်ခိုက်ရမလဲဘလို့ဝဲရမလဲသူ့ရဲ့အားကိုဘလောက်ရာခိုင်နှုန်းတုံးရမလဲသူကပတ်ချက်ပြီးမှသူကအလုပ်လုပ်လေရှိတယ်ကောင်းကင်အမြင်နဲ့သူကမြင်တယ်သူကအမြင်ကြီးကနေမြင်တဲ့အတွက်ဒီတားကောင်ရဲ့ပတ်ဝန်းကျင်ဘယ်နှမိုင်တွင်းမှာရန်သူရှိလားမရှိလားသူကကောင်းအောင်သိထူးဆန်းတာလေလေးရောမှာဟိုအမြင့်ကြီးမှနေနေတယ်လေရေတွေက9တော့မှာဒီမှာမလုပ်တဲ့အဲ့ဒါ National Geographic တွေပဲချိန်ပြီးမှာနော်ကျွန်တော်ဒီကနေတော့နည်းနည်းတော့ကြည့်မယ်လို့ထင်တယ်နော်ပြန်တော့နည်းနည်းကိုရီးယားဆိုကိုကြားတယ်နော် National Geographic ဆိုသိနေကြည့်အဲ့တော့ကျွန်တော် National Geographic ကိုကြည့်ရတာအဲ့ဒါတွေ့ရရွှေလင်းကဆင်းချလာခြင်းဒီမှာပါဆင်းလို့လည်းသူ့ရဲ့ခြေတွေကဟိုခြေထဲမှာပြန်ပြီးတော့မှပြန်တက်သွားတဲ့အခါမှာသူ့လက်ထဲမှာသူ့ရဲ့ခြေထဲမှာအားလုံးပါတယ်ရေထဲမှာလည်းသူ့ရဲ့အစာကိုလည်းမျက်ခြေအပြတ်နောက်ခုရွှေလင်းရောကမုံတိုင်းလာကြောက်ရွှေလင်းရောဟာမုံတိုင်းလာရင်ခရိယာဟာပြဿနာလာရင်တိုင်အောင်မလိုက်ဘူးဖြစ်မှပြောတယ်ရွှေလင်းရောမုံတိုင်းလာရင်မကြောက်ဘူးသူကဝမ်းနာတာကြီးဘာဖြစ်လဲတဲ့မုံတိုင်းမရှိဘူးဆိုရင်လိမ်ပြင်းနဲ့ဖြစ်တယ်သူကအတောင်ခက်ရမုံတိုင်းလာပြီဆိုရင်အဲ့ဒီမုံတိုင်းကမှသူကအတောင်မခက်ပဲနဲ့အတောင်ကိုဖြန့်ပြီးသူကဝဲအဲ့တော့မုံတိုင်းဆိုတာသူမရောက်နိုင်တဲ့သူအတောင်ခက်ရင်အကြာကြီးခက်ပြီးတော့မှရောက်နိုင်တဲ့အကွာဝေးကိုပို့ပေးနိုင်တဲ့တခုတည်းသောအင်အားဆိုကောင်းကောင်းသိအာမင်ခါကြကျွန်တော်တို့ပြဿနာတွေရှင်ဆိုင်ရတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီပြဿနာတွေကိုဖယ်ပေးဖို့ကျွန်တော်ဆုတောင်းနေရှိတယ်မှတ်ထားပါတိတ်ကိုဘုရားကပြဿနာကိုဖယ်ပေးဖို့ဘယ်တော့မှဆုတောင်းမတင်သေးခဲ့ဘူး။ဒါကြီးကျွန်တော်ပြဿနာကြော်ရဲမှာပြဿနာတွေဖယ်ပေးပါဆိုတော့ယေရှုနာမနဲ့ဆုတောင်းတော့ယေရှုနာမပြောခဲ့။ကျွန်တော်က online ကပါလေငါတို့ဒီယေရှုခရစ်တော်နဲ့အောင်မြင်တော်မူဖြစ်တယ်။ဟာလေလုယာအာမင်တဲ့ခေါ်တာ။အဲ့လည်းတရားပါပြဿနာလည်းကျွန်တော်ဆုတောင်းတော့ဘုံ။ဘယ်လိုဖြစ်။တေအောင်မြင်တဲ့ຢာကိုတေကြောက်စရာလို့လား။တေအောင်မြင်တဲ့ຢာကိုတေကြောက်မလား။မကြောက်ဘူးဘာလို့ကြောက်လဲမအောင်မြင်နိုင်ဘူးထင်တယ်တိတ်တက်ကြီးတယ်လို့သိခံစားနေရတယ်ပေါ့ဒါကြိုက်ကျွန်တော်ရဲ့ပြည့်နေရပါလေဒီလိုဆိုတော့ကျွန်တော်ငယ်တော့လူပြက်တွေပြက်တာချီသူတို့ကဒီကစာသိတဲ့ကိုလေးကိုစာတက်စီကြီးကြောင်းပူကြောင်းပဲကလေးရပြန်ပါဖက်လေးတဲ့ကျွန်တော်ကျောင်းမှာဆရာမကဒီနေ့ထူးဆန်းတာတင်လိုက်အော်ဆရာကြီးတဲ့ဘာလဲလုံးနေဘာအဖေကလာဘာကဘာကြီးကလုံးပြားတယ်ကဘာကြီးပြားတယ်လုံးနေငါတို့ပြတော့မှာပေါ့ဆီယာမပြောကဘာကြီးလုံးရှာမရှိနဲ့ငါပြောကဘာကြီးပြားတယ်မဟုတ်ဆိုင်ဆီယာမပြောကဘာကြီးလုံးဒီမှာတောင်းလာပြီးပြောကဘာကြီးပြားတယ်အဲ့ဒါကြည့်ရမေးကြကဘာကြီးကျောင်းလုံးလုံးရေးပြားတယ်ခရိယန်ဖះเจ้าမှာခရစ်တော်ဒီလုံးလုံးတတ်နိုင်တယ်ဟာလေလုယာအာမင်ငါတို့ဒီအောင်မြင်တော်မှာဖြစ်တယ်စာရန်ဒီရှုံးတဲ့တော့ကျေချာအပြင်ရောက်ရစာရန်ဟလာကောင်းလာလိမ့်ပါဆုခိုင်းတယ်အာဂျိုးနေတယ်အဲ့ဒီရောက်ဒီစနေဆန်းအဲ့ချိုးရတဲ့ဒီလိုပြောတဲ့အခါမှာဆရာကအော်ဇာရှင်နဲ့ရှောက်ပြောတယ်ဒီလူတွေဒီမှာဒုက္ခမရင်ဆိုင်ဘူးဖြစ်နေလို့ပြောကြတယ်မှန်တော့ဒုက္ခမရှိတဲ့လူဆိုတာမရှိဘူးစီပေါ့အဲ့တော့ဆရာတွေကအော်ဇာရှင်နဲ့စကားတိုင်းပြောနေတာမဟုတ်တကယ်ဖြတ်တန်းနေလို့ပြောတယ်အာမင်လူတိုင်းဒုက္ခရှိကျွန်တော်တို့ကခါကြိုက်ကိုဒုက္ခကိုသူများဒုက္ခနဲ့ပို့ကြည့်ရဲတော့ကြွားနေတယ်
你们地公喏，没，后来地上不路跑，你都把那过路把那，过路那不变的家伙呗，路把那哪路嘛装的呢？阿路路把变装了没有？啊，第个个，你嘛路把是的，ကျွန်တော်路把是的，所以ကိစ္စမဟုတ်ဘူး correct တော့နိုင်အမှန်တကယ်ပဲအဲ့ဒီဒုက္ခထဲမှာကိုကျွန်တော်ဒီအောင်လို့ပြောလို့ဖြစ်အဲ့ရွှေလင်းကမုံတိုင်းလာတဲ့အခါမှာအဲ့ဒီမုံတိုင်းလာတဲ့အချိန်ကိုအတော့ပြုပြီးတော့မှသူဟာဝေးတော့အရက်ကိုတာပြီးဝေးတော့အရက်ကိုအတောင်မခတ်ပဲနဲ့ပြန်တယ်အဲ့ဒါကျွန်တော်တို့ယုံကြည်သူတွေကပြဿနာမရင်ဆိုင်ရရင်မချီထွားဘူးတဲ့ comfort ပြောမှာလေဝိညာဉ်ရေးမှာအစီအရေးပြီးဝဝဖိုက်ခိုင်းပြီးဖြစ်မရွှေ့နိုင်ဘူးဖခင်ကဟာဆိုရင်ဟာအိလေးဆိုထားတယ်ဝိညာဉ်ရေးမှာစားတာတွေများပြီးအလုပ်လုပ်တာနေတော့အဲ့တော့ဖခင်ကအာကိုခွင့်ပေးရတယ်ပြဿနာကိုခွင့်ပေးရတယ်အဲ့ဒီပြဿနာရှိတော့မှကျွန်တော်တို့ကလှုပ်ရှားတော့အဲ့ဒီပြဿနာရှိမှတော့ပဲကျွန်တော်တို့ကထတော့အဲ့ဒီပြဿနာရှိမှတော့ပဲကျွန်တော်တို့ကတွားတော့ကျွန်တော်တို့ကပြေးတော့ပြဿနာမရှိရင်ကျွန်တော်မလုပ်တော့အဲ့တော့တကယ်တမ်းတော့ပြဿနာဆိုတာကျွန်တော်တို့ကိုကြာရှုံးစေဖို့ဘုရားခင်ထားတာမဟုတ်ဘူးတင်းပြီးကျွန်တော်ဒီအောင်မြင်တော်ဖြစ်ကြောင်းပြီးပြီးကိုထားထားရတာဖြစ်အာမင် Problems are not made for us to fail. Problems are made for us to overcome. အဲ့တော့ရှင်လေးကမုံတိုင်းလာတယ်သူ့အတားမှာမုံတိုင်းအထက်မှာဝဲပြန်သွားဖို့လုံလောက်တယ်ဆိုတာရှင်လေးကောင်းကောင်းသိတဲ့အတားခရစ်တော်အားဖြင့်တင့်ကိုဘုရားပေးထားတဲ့အတားခရစ်တော်အားဖြင့်တင့်ကိုဘုရားပေးထားတဲ့အသက်ဒီစေတနာရဲ့အထက်မှာဝဲပြန်သွားပြီးမှတာရီကြီးရတော့အရာကိုကြောက်သွားဖို့လုံလောက်ပါတယ်အာမင်နောက်ဆုံးတစ်ချက်ရွှေလေးကနောက်ဆုံးတစ်ချက်ထူးခြားတာရှိတယ်ရွှေလေးမှာကြာလာတဲ့အခါမှာအသက်ကြီးလာတဲ့အခါမှာသူ့ရဲ့အတောင်တွေရှည်လာတယ်သူ့ရဲ့အမွေးတွေရှည်လာတယ်သူ့ရဲ့နှုတ်သီးတွေရှည်လာတယ်အဲ့ဒီခါကျရင်သူဟာဘာဖြစ်လာလဲဆိုရင်လေးလာအတောင်တွေလေးလာကိုခန္ဓာကလေးချိန်ညာပြီးတော့မှသူပြန်နေကြတယ်တော့ပြန်နေတော့ဘူးသူဝဲနေကြတိုင်းလေဟိုမစီးနိုင်တော့တဲ့အချိန်မျိုးရောက်လာတယ်အဲ့ဒီခါကျရင်ရွှေလေးကအဲ့ဒီတိုင်းမနေဘူးသူ့အတောင်တွေဟောင်းလာတဲ့အပေါ်မှာဒီဂျာဘိုက်ဆိုတော့ကျွန်တော်ဖတ်သွားတဲ့ဂျာဘိုက်ရဲ့အသေးတယ်အဲ့ဒီအကောင်တွေဟောင်းလာတဲ့အခါမှာသူအရင်ငါ့လိုထိထိရောက်ရောက်မလုပ်နိုင်တော့ဘူးဆိုတဲ့အခါမှာသူမလုပ်ဘူးသူဘာလို့လဲဆိုအမြင့်ဆုံးပြန်သွားတယ်နေကိုစစ်စစ်ကြည့်ရပောင်း150လောက်ဘာမှမလုပ်ပဲအဲ့ဒါနေဘာလို့လဲနေဝဲကြည့်အဲ့ဒီနေကိုကြည့်တဲ့အခါမှာသူ့ရဲ့အကောင်တွေကဟောင်းရဖြည်းဖြည်းနဲ့ကျွတ်ကြနောက်ဆုံးကိုယ်လုံးဘာတောင်အမှုကြီးမှမရှိတော့တဲ့ကိုယ်လုံးကြီးခုနဖြစ်သွားပြန်လို့လည်းမရအဲ့ဒီအဲ့ဒီလိုသူနေနဲ့မျက်နှာချင်းဆိုင်ပြီးတော့မှအတောင်လေးအကျွတ်ခံရတဲ့အခြေအနေကြီးနာကျင်တဲ့အခြေအနေဖြစ်တယ်ဒါပေမဲ့နေရာမှာနာကျင်မှာကိုကြောက်နေမရှိဘူးတင်ဟာရွှေလေးကိုကဲတော့ရုံးသူဖြစ်ရင်နာကျင်မှာမကြောက်ဘူးကိုပြန်ရမယ့်အတိုင်းမပြန်နိုင်မှာပဲဆိုရင်အဲ့တော့အဲ့ဒီအတောင်ဟောင်းတွေကျွတ်သွားပြီးတဲ့အခါမှာဘာကြလဲဆိုနှုတ်သီးဟောင်းကြအဲ့ဒီနှုတ်သီးကလည်းရှည်ပြီးတော့မှကောက်နေတဲ့အခါမှာရန်သူကိုမတိုက်ခိုက်နိုင်တော့အဲ့တော့ဒီဘာလဲကြောက်တောင်နဲ့အဲ့ဒီနှုတ်သီးကိုရိုက်ချိုးတယ်ဒါကျွန်တော်လေ့လာထားတဲ့တရားကျွန်တော်ကြည့်ဒါဆိုရင်အတောင်ကျွတ်တာတော့နားတယ်ဆိုရင်နှုတ်သီးကိုရိုက်ချိုးရတဲ့ဖြစ်စဉ်ကပူနာအဲ့ကျွန်တော်ဗာမြင်ရလဲဆိုတော့ရွှေမင်းတော်မှာသူနာမှာထက်သူဟောင်းဝမ်းသွားမှာဒါရင်ကြောက်တယ်အာမင်ဒီနေ့ပါကြောက်ပြည့်တော်များများကနာမှာကြောက်တယ်ကိုဟောင်းနေတဲ့ကိစ္စကြောင့်ဘာမှမဆိုရင်ဘုရားတော်ကလည်းအိမ်ကတော့အသိလုံးသားတော့ဟောင်းအလားခဏကတော့အသိခြေလမ်းကတော့ဟောင်းအလားဇမင်းပုံစံကတော့အသိအတွေးကတော့အဟာထိုင်နေထိုင်ပေါ်တော့အသိပဲနော်ကိုစီးနေတဲ့ကားကတော့အသက်ပဲဒါပေမဲ့အသက်ရှင်မှုအားလုံးကတော့ဟောအဲ့ဒီຢာတဲ့ပတ်သက်ပြီးပြည့်တော်များများကဘာမှမခံစားဘူးနားလေရတာဘုရားကအဲ့ဒီလိုအတွေးပေါ်ဟောအသက်ရှင်မှုဟောဇေယျတက္ကနာဟောတဲ့တင်းတဲ့အမှုတွေကိုပြုလို့မရဘူးဆိုတာသိဖို့လိုတယ်အဲ့ဒီလိုရှင်မင်းတော်ကအတောင်နဲ့အချုပ်ခံပြီးတော့မှနှုတ်တဲ့ရချုံပြတဲ့ကောင်သူ့ခြေကနေအတောင်တစ်တွေထွက်လာအခုဒီမှာပြောထားတဲ့ကျမ်းပိုင်းအဲ့ဒါနေချင်းညချင်းဖြစ်တာမဟုတ်ဘူးတတ်တာဖြစ်တာမဟုတ်ရွှေလေးရုံလို့တဲ့တော့အတောင်တစ်ကိုပြုတ်ပြနေတာအဲ့ဒီရွှေလေးရုံကသူ့ရဲ့အတက်ကိုတာမန်တဲ့ပုံမှန်တဲ့ပို့ပြီးတော့မှရှည်သွားတယ်ဖြစ်စဉ်ဖြစ်အဲ့ဒီဖြစ်စဉ်ကိုသူကနာကျင်သွားဖြတ်တဲ့နေမှာလဲဆိုရင်ဘုရားရဲ့ရှေ့အဲ့ဒီရုပ်ကြီးကဘုရားရဲ့ရှေ့မှာဘုရားရဲ့ပြုပြင်ခြင်း process ကိုသူကကြည်ကျင်နဲ့ကြီးဝန်ခံခြင်းနဲ့ဖြတ်တာအဲ့ဒီဖြတ်တာပြီးတဲ့အခါမှာအရင်ကတာရည်ကြ
ရှိရဲ့အင်အားအရင်ကတည်းကတာရေးတာဆွမ်းတဲ့အတောင်နဲ့သူဟာအရင်ကတည်းကတာရေးဝေးတော့ရဲ့ကိုဝဲတယ်နဲ့ရှင်လေးဖြစ်လာအာမင်ယေရှုခရစ်တော်ကအသေးခံပြီးရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာတင့်ကိုအတောင်တက်ပြုပြင်ပြီးတော့မှသူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအသက်နဲ့မုံတိုင်းနဲ့ခံရန်သူကိုလိုက်ခိုက်တယ်ဘုရားခင်ပြီးစီးစေခြင်းနဲ့အမှုကိုပြီးစီးအောင်မြင်စေခြင်းနဲ့ရွှေလင်းအောင်ဖြစ်တယ်ဘုရားခင်ကပြန်တန်းစေခြင်းဖြစ်တယ်အာမင်ဒီနေ့ယုံကြည်သူတွေကလည်းလေးရုံနဲ့ခိုးနေတယ်တခုဒီလိုညီးတာနဲ့ဆိုရွှေလင်းရုံတော့ပြရမှာမညီးဘူးဆရာမကြီးကကျွန်တော်ညီးခဲ့တယ်လွန်ခဲ့တဲ့10နှစ်ကျော်ကစကျွန်တော်မညီးတော့ဒီနေ့ဒီကျွန်တော်မညီးဘူးကျွန်တော်ဘုရားကျွန်တော်ညီးတယ်မပြီးတာချီးမွမ်းတယ်မပြီးတာအောင်တယ်မပြီးတာကြွေးကြော်တယ်မပြီးတာပြဿနာတွေကြားထဲမှာဒုက္ခဆင်းရဲကြားထဲမှာရှိတဲ့ကြားထဲမှာဒီနေ့ရှိနေဖြစ်နေတဲ့အချိန်တိုင်းခြေနဲ့နေရင်ဘုရားကျွန်တော်ကိုတော်လို့ရဘုရားသိတိုးဖြစ်စေခြင်းတိုးဖြစ်ခြင်းကလေဂျိုးဖြစ်စေခြင်းဂျိုးဖြစ်ခြင်းကလေရွှေလေးုံကဲ့သို့ဘုရားအမြင်နဲ့ဘုရားအသက်နဲ့အသက်ရှင်ပြီးမှခတ်သေးတော့ခရစ်တော်အောင်မြင်စေတဲ့အရာအားလုံးကိုအောင်မြင်စေခြင်းဒီနေ့တင်ဟာပါဒီမှာဒီနေ့ရွှေလေးုံကြောင်းကြားခဲ့တယ်နဲ့ခုတည်းကကိုဘုရားသိခဲ့တော့ဟုတ်လားမဟုတ်လားမသိသေးတဲ့ယုံကြည်သူတွေဒီမှာအများကြီးရှိမှာဒီနေ့စကားဒီတဲ့ကနာမကောင်းတဲ့စကားဖြစ်ချင်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမကမှတင်းအတက်တာတော့ကောင်းတဲ့စကားဖြစ်တယ်တင်းအတက်တာဘုရားဖြစ်စီတဲ့အတိုင်းဖြစ်ဖို့ဘုရားနှိုးဆော်တဲ့စကားဖြစ်ပါစေလို့နှုတ်ပတ်ပါလို့ဘုရားကရောက်တဲ့ဘုရားကိုချူတဲ့စကားပြောပါစေအာမင်ကျွန်တော်တို့တော့အမှတ်တရဒီနေ့ဒီနှုတ်ပတ်တော်ကတင်းအတွက်အခုခုကိုခံစားစေတယ်အခုခုကိုနားလည်စေတယ်လို့ကျွန်တော်ရှုံးကြည့်ပါတယ်အဲ့တော့အခုချိန်မှာကျွန်တော်ရဲ့အသက်ကဒီတရားဟောချက်ကတိတ်ကောင်းတာပဲဒီတရားဟောချက်ကနာခမကြဘူးနာတက်တာကဒါမျိုးကြားချင်တွေကကြာပြီဆိုတဲ့အရာလေးကျွန်တော်ရက်သွားမယ်ဆိုရင်စာရဏတင့်ကိုဆက်ပြောအထည့်စားလို့ရနေဦးမှာဒီနေ့ကျွန်တော်ဆုံးဖြတ်ချက်ချပေးမယ်ကိုတော့ကျွန်တော်ကတိုးဆိုတာပါမှန်းလည်းကျွန်တော်မသိခဲ့အရင်တော့ဒီလိုပဲစာရဏဆက်တော့ဒီလိုပဲရှောက်ပြီးတော့အခုတော့ကျွန်တော်ကဘုရားအထိန်ခံရမခံရတော့ကိုပြန်စစ်တဲ့အခါမှာဘုရားအတန်နဲ့မသွားတဲ့လားကျွန်တော်သိတယ်ကိုတော့အတန်တော်နဲ့သွားတဲ့တူဖြစ်ပါစေကိုရောလုံးကိုတည်ရဲ့ဂျိုးလို့ကိုရောကိုပဲဆာနဲ့ပြီးတော့ကိုရောပေးတဲ့ຢာတွေကကိုရောကိုပဲမျောနေတဲ့ဂျိုးဖြစ်ပါစေကိုရဲရှင်ရဲ့နာမည်အတန်နဲ့လောကကိုအောင်နဲ့ရှေလေးကိုဖြစ်ပါစေလို့ကျွန်တော်ပြန်ဆက်ကပ်ဖို့ချင်တယ်အာမင်နောက်သားတဲ့ဘုရားရှင်ကမားတာတက်တယ်မဟုတ်ဘူးမားတာကိုမဆုံးပြတဲ့နဲ့ဆက်ပြီးတော့မားနေတာတက်တယ်ဖြစ်ဒီနေ့ကျွန်တော်အသက်ရှင်အမားတွေကိုဆုံးပြပြီးတော့ဘုရားရှိခိုးလာတဲ့ကောင်ဘုရားရဲ့ရှင်ပြထားတဲ့ခြင်းကတင့်ကိုအဖြစ်စီကျွန်တော်ဘုရားကိုအာရုံပြုပြီးတော့စကားပြောရကျွန်တော်တို့ရှိတဲ့နေရာဒီဘုရားရှိမှကျွန်တော်တို့ကိုပူဇော်တဲ့ရစ်တွေဖြစ်ပါစေဒီနေ့ကျွန်တော်ရှိကိုမခေါ်တော့ဘူးသိရှိတဲ့နေရာမှာတင့်ကိုဘုရားခေါ်တယ်အဲ့ဒီသိရှိတဲ့နေရာတင့်ရဲ့ altar ဖြစ်ဒီနေ့ altar ကိုသိရှိတဲ့နေရာနဲ့တင်ဘုရားကိုစကားပြောပါဘုရားကိုစကားပြောပါကိုတော့ကျွန်တော်မားတယ်ဆိုရင်မားတယ်လို့ဥပဒေလေးဝင်ပါမှာတင့်ကိုစီရင်ဖို့ဘုရားကစောင့်နေတာကိုတင့်ကိုမြင့်တယ်လို့ဘုရားကစောင့်နေတာဖြစ်တယ်ဘုရားကြီးကျွန်တော်ကိုရောအတန်ကိုမကြားခဲ့တဲ့နေ့ရက်တကောကိုတောင်းပါတယ်ကိုရောအတန်ကအချိန်မပေးတဲ့နေ့ရက်တကောကိုတောင်းပါတယ်လို့ကိုရောကိုပွင့်ပွင့်လေးပြောလိုက်တာတင့်ရဲ့ချီနာကိုအခုပဲသိစပြပါဟာလေလုယာဟာလေလုယာဟာလေလုယာဝရှစ်ချင်းပြီးတော့နေရာယူပြီးပါအဆုံးတမဆရာကဆုတောင်းပြီးမှဖြစ်တယ်ဟာလေလုယာဘုရားကိုစကားပြောပါတင်းရှင်ကိုဖွင့်လိုက်ပါတင်းရင်ကိုဖွင့်လိုက်ပါတင်းကိုဘုရားကြီးတိတ်ချစ်တယ်တင်းကိုဘုရားကြီးကတစ်စိမ့်ကြီးထွားခြင်းချက်စေတယ်တင်းကိုအောင်မြင်စေတယ်တင်းကိုစာရကိုအောင်မြင်စေတယ်လောကကိုအောင်မြင်စေတယ်ဇာတိကိုအောင်မြင်စေတယ်ရှင်လေးရောကဲတော့ဘုံတိုင်းထားမှာဝဲပြန်စေတယ်ဘုရားကတင်းကိုရှင်နဲ့ထားတော့ဒီအတိုက်ရဲ့ကိုယ်နဲ့ပြည့်စုံစေခြင်းဖြစ်တယ်ဟာလေလုယာဘုရားဒီကောကိုယေရှုတင်ကောကိုယေရှုတင်နာမတော်ကောင်းကြီးပေးပါကျွန်တော်တို့ကိုစားဖို့သွားဖို့နားဖို့တကောရရှိတောင်းယူလို့ကျွန်တော်တို့ကိုခံစားတဲ့ charge ကိုဝင်ငါနေတဲ့ဘုရားဖြစ်တဲ့ကောကိုယေရှုတင်ဒီရှင်ရဲ့ထောက်ရောက်တဲ့အတတ်နဲ့ဘုဒ္ဓကဆေးကိုခံနေတဲ့သူရဲ့အောင်မြင်လို့ကျွန်တော်တို့ခံစားနေတဲ့ကိုရိုနဲ့ကျွန်တော်တို့ခံစားနေတဲ့ကောကိုယေရှုတင်ကိုရဲ့အသက်ကိုယေရှုတင်ကျွန်တော်တို့ရှင်မာရီကျွန်တော်တို့ဘုရားရှင်နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားရတဲ့အခြားအရာတွေဖိတ်ဖို့ချင်းနဲ့ချင်းခံနေကြတဲ့အမားတွေပဲကိုရောရှေ့မှာဝေါ်ခါမှာကိုရောကျွန်တော်တို့မှာရဲ့ကျွန်တော်အချိန်ကြီးပြောခဲ့ဟိုကျွန်တော်တို့မဟုတ်တာတွေကိုအဟုတ်ထင်ပြီးတော့မှတမိုးမရှိတဲ့ဟုတ်တမိုးရှိတဲ့ထင်ပြီးတော့မှကျွန်တော်ဒီချေမှုတွေအလဟတ်ဖြစ်ခဲ့ဒီနေ့ကိုရောဘုရားရှိခိုးဖို့ပြန်လာကိုရောအတန်ကိုနားထောင်ဖို့ကိုရောအတန်ထဲမှာရှိတဲ့
ကိုရောရဲ့အလိုတော်ကိုကြားကိုရောညွှန်ရလမ်းကိုရှောင်ကိုရောခေါ်တဲ့တောင်းပေါ်ကြွားအားလုံးကိုကျွန်တော်တို့တွားဖို့ကိုရောကျွေးတဲ့အစာကိုစားဖို့ကိုရောထားတဲ့နေရာမှာနားဖို့ကိုရောတော့ကိုကျွန်တော်လိုက်ဖို့ကိုရောအတန်ကိုကျွန်တော်နားဆွဲဖို့ရွေးချယ်ပါတယ်ရွေးချယ်ပါတယ်ကိုရောအတန်ကိုကြောင်းတက်စေကိုရောလုံးသားကိုတင်ချစေကိုရောရွှေရှာတဲ့ရာကိုရွှေရှာတဲ့လုံးသားကိုရောခြေခွဲတဲ့မှာခြေခွဲတဲ့ကိုရောဝမ်းသာတဲ့နေရာမှာဝမ်းသာတဲ့ဟာလေလုယာကိုရောကျွန်တော်ဆောင်Please